ကျမ်းစာထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သားရဲ့လို့ပြောတဲ့အခါမှာတကယ်ကဘာရဲ့ super power ကိုပြောတာစစ်ရေးနိုင်ငံရေးစီးပွားရေးလူမှုရေးဘာသာရေးအားလုံးအဲ့ဒါတွေရဲ့ super power ကိုပြောတာနော်ဒါကျမ်းစာမှာဆိုလို့ရှိရင်အီဂျစ်ပြည်ကို super power လို့မပြောထားဘူးဘာဖြစ်လဲဆိုတော့အီဂျစ်ပြည်ကကဘာကိုမအုပ်စိုးခဲ့ရဘူးနော်ဒါကြောင့်လို့ဘယ်ကနေစလာလဲဆိုတော့ဘာဘူးလုံကနေစလာတာဘာဘူးလုံဆိုလို့ရှိရင်သားရဲ့အနေနဲ့ချင်းတဲ့အနေနဲ့ပေးခဲ့တယ်အဲ့ဒါကနေဆက်လာပြီးတော့နော်ဝဲဝုံတော့ကြက်သေးပြီးတော့မှငကားကိုကြောက်အဲ့ငကားမှာကြတော့ငကားရဲ့လက်ထဲကိုရောက်လာတဲ့အခါမှာငကားမှာဆိုလို့ရှိရင်နိုင်ငံရေးစနစ်၄မျိုးပြောင်းသွားတယ်ခေတ်၄ခေတ်ပြောင်းသွားတယ်နော်ခရစ်ယာန်တွေမရှိခင်တော့ကခေတ်တစ်ခေတ်ပြီးတော့ခရစ်ယာန်တွေအုပ်စိုးခဲ့ခေတ်တစ်ခေတ်နောက်တော့ပါပယဟန်မင်းအုပ်ကြီးစိုးတဲ့ခေတ်တစ်ခေတ်နဲ့နောက်ဆုံးကာလမှာအဲ့ဒီအာဏာပြန်ရလာမဲ့နော်အဲ့ဒီ super power တခုအကြောင်းကိုကျွန်တော်တို့လေ့လာကြမှာဖြစ်တယ်ဒါကြောင့်ဒီအကြောင်းအရာကဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အမှန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့တနည်းကြရင်ဒီသားရဲကပိလမင်းရဲ့နေရာမှာသူနေရာယူလိမ့်မယ်နော်ပိလမင်းကဘယ်သူ့ကိုစီရင်လဲသခင်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာဘယ်သူလဲခရစ်တော်ရဲ့ကိုယ်ခန္ဓာကခရစ်တော်ရဲ့ကိုယ်ခန္ဓာကိုပိလမင်းကစီရင်တာနော်ဒါခရစ်တော်ရဲ့ကိုယ်ခန္ဓာဆိုတာအသင်းတော်ပဲဒါကြောင့်လို့ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တဲ့အသင်းတော်ကိုစီရင်ချက်ချဖို့ကဒီသားရဲကသူ့ရဲ့လက်ထဲကိုရောက်လာလိမ့်မယ်နော်တည်တည်ကြကျွန်တော်တို့ပြောထားတယ်နော်ဒါကြောင့်မလို့ဒီမြေကြီးတဲ့ကထွက်လာတဲ့သားရဲကိုကျွန်တော်ကြည့်အောင်တဲ့ပထမပိုင်းတော့ငကားဆိုလို့ရှိရင်ဂျိုတောင်မရှိဘူးတဲ့သူနီးသူဟန်နဲ့သူအုပ်ဆိုးသွားတာနော်လွန်ခဲ့တဲ့အချိန်ကာလတုန်းကအင်ပါယာတွေလို့ပဲသူအုပ်ဆိုးခဲ့တယ်သူအုပ်ဆိုးပြီးတော့ဒါကpagan Rome လို့ကျွန်တော်တို့ခေါ်တယ်နော် pagan Rome လို့ခေါ်တယ်ဒါ pagan Rome ရဲ့သူနီးသူဟန်နဲ့သူအုပ်ချုပ်လာလိုက်တာဆိုလို့ရှိရင်နောက်ပိုင်းမှာကျတော့ခရစ်ယာန်တွေပေါ်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူ့ရဲ့တိုင်းနိုင်ငံတွေကအစိတ်မော်မှာကွဲသွားတယ်ပြည်တော်စုပြိုကွဲသွားတာပေါ့နော်ပြည်တော်စုကဘယ်နဲ့ပြည်တော်စုပြိုကွဲလဲဆိုတော့10ပြည်တော်စုပြိုကွဲသွားတယ်နော်အဲ့ဒီ10ပြည်တော်စုပြိုကွဲသွားတဲ့ခေတ်က486မှာအပြီးပိုင်ကိုပြိုကွဲသွားတာအဲ့ဒီပြိုကွဲသွားပြီးတော့မှဘာဘေးရီယန်ကအော်ဒိုဆာဆိုတဲ့စစ်ဗိုလ်ချုပ်ကြီးอ่ะဆိုလို့ရှိရင်ဘီရှော့ယောမမြို့ကဘီရှော့ကိုအကူအညီတောင်းတယ်နိုင်ငံကိုလည်းအသင်းတော်ကိုလည်းပဲကြည့်ရှုပါအုပ်ချုပ်ပါတဲ့တိုင်းပြည်ကိုလည်းပဲပြန်ကြည့်ပါဆိုတော့အုပ်ချုပ်တဲ့အာဏာတွေကိုဆိုလို့ရှိရင်ဘီရှော့လက်ထဲအလိုက်တာနော်အဲ့ဒီကနေစပြီးတော့အဲ့ဒီခေတ်ကဆိုလို့ရှိရင်အဲ့ဒီဘီရှော့ရဲ့လက်ထဲရောက်လာပြီးတော့မှနောက်ပိုင်းမှာမှနော်ပုပ်ယဟန်မင်းရဲ့လက်ထဲကိုရောက်သွားတဲ့အကြောင်းတွေကိုလည်းကျွန်တော်တို့လေ့လာမှာဖြစ်တယ်နော်ဒါကြောင့်လို့ဒီပြည်တော်စုပြိုကွဲသွားတဲ့ဒီအာဏာတွေအစိတ်မှာကွဲသွားတယ်ဆိုတာကိုကျမ်းစာထဲမှာဂျိုးအနေနဲ့ဖော်ပြထားတယ်နော်ဂျိုးအနေနဲ့ဖော်ပြထားတယ်အဲ့ဒီပြည်တော်စုပြိုကွဲသွားတဲ့10ပြည်တော်စုကနေမှနောက်ပိုင်းတက်လာတဲ့နိုင်ငံရေးစနစ်တစ်ခုကတက်လာတာနော်အဲ့ဒါတကယ်နှစ်ပေါင်း1200အုပ်စိုးမဲ့ super power ကြီးဘယ်သူအုပ်ချုပ်ခဲ့လဲဆိုတော့ papacy ဆိုတဲ့နော်အဲ့ဒီစနစ်ကြီးကအုပ်စိုးခဲ့တာအဲ့ဒီစနစ်ကဆိုလို့ရှိရင်ဘာကိုချိုးနှိမ်သွားခဲ့လဲဆိုတော့ပြည်နယ်3ပြည်နယ်ကိုသူအမြင့်ပြချေမှုန်းလိုက်တယ်နော်ပြည်နယ်3ပြည်နယ်ကိုသူအမြင့်ပြချေမှုန်းလိုက်ပြီးတော့မှသူ့ရဲ့အာဏာတကိုးကကြီးထွားလာပြီးတော့ဒါဒီစနစ်ကိုပြောတာနော်ဘယ်သူမှနှစ်ပေါင်း1260အသက်မရှင်ဘူးပုပ်ယဟန်မင်းကိုလည်းကျွန်တော်တို့ပြောတာမဟုတ်ဘူးအဲ့ဒီစနစ်ကိုပြောတာအဲ့ဒီစနစ်ရဲ့အန်တရကဒီကနေ့ကျွန်တော်တို့လက်ထဲကိုရောက်လာပြီကျွန်တော်တို့ရင်ဆိုင်နေရပြီအဲ့ဒါကိုကျွန်တော်တို့သိကြကြနားလေသိတယ်တဲ့ဒါဒီစနစ်ကဆိုလို့ရှိရင်ဒဏ်ရာပဲရသွားတာသူဘယ်လိုနည်းနဲ့ဒဏ်ရာရသွားလဲဆိုတော့နိုင်ငံရေးနဲ့ဘာသာရေးနဲ့ပူးပေါင်းပြီးတော့အုပ်ဆိုးခြင်းကနေတော့ခွဲပလိုက်တယ်သူ့ကိုနိုင်ငံရေးကိုအုပ်ဆိုးတဲ့အာဏာမပေးတော့တာအဲ့ဒါဒဏ်ရာရသွားတာသူ့ရဲ့ဒဏ်ရာကဘယ်လိုပြန်ပြောက်သွားမလဲဆိုတော့သူ့ရဲ့လက်ထဲကိုအသင်းတော်အာဏာရောနိုင်ငံရေးအာဏာရောနှစ်ခုစလုံးပြန်ရောက်လာရင်အဲ့ဒါဒဏ်ရာပြောက်သွားတာခေါ်တာနော်ဒဏ်ရာပြောက်ကနေနေပြီဒဏ်ရာပြောက်အောင်ဘယ်လိုလုပ်ပေးမလဲဆိုရင်ခုနကုန်းမောကတက်လာတဲ့သားရဲကလုပ်ပေးလိုက်မယ်တဲ့ယောမအင်ပါယာပြောင်းလဲလာတဲ့ခေတ်လေးခေတ်ကိုကျွန်တော်တို့ပြောင်းခဲ့ပြီအဲ့ဒီခေတ်လေးခေတ်ပြောင်းလာခဲ့တဲ့နှစ်ပေါင်း1200အုပ်စိုးခဲ့တဲ့စနစ်ကောင်းသလားမကောင်းဘူးလားတကယ် super power ကြီးอ่ะအာဏာပြန်ရလာဖို့ဒီကနေ့မှဆိုလို့ရှိရင်
ဘာသာပေါင်းစုံစီးလုံးကြပြီဒါနိုင်ငံရေးနော်စစ်ရေးမဟုတ်ဘူးနိုင်ငံရေးနဲ့တကဘာလုံးမှာအမတန်မှတိမ်မွေးနူးညံ့တကဘာလုံးကိုကျွေးမွေးတယ်တကဘာလုံးကိုငြိမ်းချမ်းရေးလိုက်လုပ်ပေးနေတာဘယ်စနစ်မှမရှိဘူးအခုဒီစနစ်ကဆိုလို့ရှိရင်ပြန်ပေါ်လာပြီဒါကြောင့်မလို့ဒီအကြောင်းအရာကိုတမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုတည်တည်ချာချာပြောထားတယ်ဒီဒဏ်ရာကဘယ်လိုနည်းနဲ့ပျောက်ကင်းသွားမလဲဆိုတာကိုကျမ်းစာထဲမှာတည်ချာပြောထားတယ်နော်ပျောက်ကင်းမယ်ဒါကြောင့်မလို့ဘယ်လိုပျောက်ကင်းမလဲဆိုလို့ရှိရင်အဲဒီဂျိုငယ်ကိုသူ့ကိုအာနာပြန်ပြီးတော့လုတ်ပန်ခွင့်ပေးလိုက်တဲ့အချိန်မှာသူ့ရဲ့အနာကပျောက်သွားပြီတဲ့ဒီကနေ့တော်တော်လေးနီးစနေပြီနော်ဒါကြောင့်မလို့ဗျာဒိတ်ကျမ်းအခန်းကြီး73ထက်ကဒီကုန်းပေါ်ကမြေကြီးတဲ့ကထွက်လာတဲ့သားရဲ့အကြောင်းကိုကျွန်တော်တို့လစ်လာတဲ့အခါမှာဆိုလို့ရှိရင်တဲ့ဟိုးပင်လေတဲ့ကသားရဲ့ဒဏ်ရာရတဲ့အချိန်နဲ့ပြိုင်တည်းပဲပေါ်လာတာဖြစ်တယ်တဲ့နော်အဲဒီဥရောပမှာပုပ်ယဟန်မင်းကြီးရဲ့ဖေပစီရဲ့အာဏာမေးမိန်သွားတဲ့အချိန်နဲ့နော်အဲဒီကုန်းသားရဲ့အမေရိကန်မှာဆိုလို့ရှိရင်စူပါပါဝါပြန်တော့စလာတဲ့အချိန်နဲ့ကတပြေးတည်းပဲဖြစ်တယ်ဒါဒီကနေ့အဲဒီကုန်းဘောကအာဏာသားရဲ့အာဏာတခုဘယ်လိုမျိုးပြန်လာမလဲဘယ်လိုမျိုးပြန်ပေးမလဲဒီစနစ်ကိုဘယ်လိုမျိုးပြန်တည်ဆောက်မလဲဆိုတာကျွန်တော်တို့နှုတ်ကပတော်ဒီမှာကျွန်တော်ကြည့်ရအောင်တဲ့ဒီသမာကျမ်းစာထဲမှာဘယ်လိုပြောထားလဲဆိုတော့ဒီကုန်းပေါ်ကသားရဲ့ဟာတဲ့အဲ့ဒီဂျိုငယ်ကိုနှစ်ပေါင်း1260အုပ်ဆိုးခဲ့တဲ့အာဏာစက်တစ်ခုကိုနော်စနစ်တစ်ခုကိုပြန်ပြီးတော့တည်ဆောက်တယ်ပြန်ပြီးတော့အာဏာပေးအပ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့ထုံးစံအတိုင်းပဲဘာသာရေးနဲ့နိုင်ငံရေးပူးပေါင်းပြီးဆိုလို့ရှိရင်အကျိုးဆက်ကတော့ဘာလဲဆိုတော့ငြင်းပနှိပ်စက်ခြင်းပဲနော်ဒါကြောင့်လို့ဘာသာရေးနဲ့နိုင်ငံရေးကအမြဲတမ်းခွဲခြားတယ်ကျွန်တော်နိုင်ငံမှာလည်းဒီအတိုင်းပဲဘာသာရေးနဲ့နိုင်ငံရေးတွဲပြီးဆိုလို့ရှိရင်မတရားတာတွေဖြစ်ပေါ်လာတာပဲဒါဒီမှာကျွန်တော်တို့ဗာပြောလာဆိုဗျာဒိတ်ကျမ်းအခန်းကြီး73-15မှာထိုရုပ်ထုသည်စကားပြောနိုင်ရန်၎င်းတဲ့အဲ့ဒီရုပ်ထုဆိုတာလွန်ခဲ့တဲ့အာဏာကိုပြောတာနော်နှစ်ပေါင်း1260အုပ်ဆိုးခဲ့တဲ့စနစ်တစ်ခုအဲ့ဒီရုပ်ပုံလေးတစ်ခုစကားပြောနိုင်ဖို့သူ့ကိုမရှိခိုးတဲ့သူတွေကိုသိစေနိုင်ရန်၎င်းတဲ့လက်မခံတဲ့သူတွေကိုအဲ့ဒီဒုတိယသားရဲ့ဆိုတဲ့ကုန်းပေါ်ကတက်လာတဲ့သားရဲ့ကအသက်ပေးပိုင်တဲ့အခွင့်ကိုရတယ်ဒါတော့ဒီစူပါပါဝါကြီးဟာနည်းနည်းနော်ပါဝါမဟုတ်ဘူးနော်ကမ္ဘာအင်ပါယာအာဏာပဲနော်ဒါသူ့ရဲ့အာဏာကဘယ်လောက်အထိဘယ်လိုမျိုးရှေ့ဆက်သွားမလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ဗျာဒိတ်ကျမ်းအခန်းကြီး73-17မှာထို့နောက်အခြားသောသားရဲတကောင်ကိုငါမြင်ရ၏တဲ့သူသည်မြေကြီးထဲကထွက်လာ၏တဲ့သူ့မှာသိုးဂျိုနှင့်တူသောဥဂျိုနှင့်ချောင်းရှိ၏ထူးဆန်းတာကသူဟာနဂါးလို့စကားပြောတယ်တဲ့ကျမ်းစာထဲမှာကျွန်တော်တို့သိထားတဲ့အတိုင်းပဲနဂါးမွေဆိုးဆိုတာဘယ်ကအခြေခံလဲစာတန်စရာပဲလာတာနော်သူကအင်တန်သိမ်မွေ့တဲ့ခရစ်တော်ရဲ့ရုပ်ကြီးကိုနော်အင်္ဂါလို့ရှိပေမဲ့သူကဆိုလို့ရှိရင်စာတန်လို့စကားပြောမယ်စာတန်လိုပဲလုပ်မယ်စာတန်ကတော့ငါအမြင့်ဆုံးနေရာကိုတက်မယ်နော်ငါပလင်ကိုငါတီဆောက်မယ်ငါတီဆောက်မယ်စသဖြင့်ငါအဲ့ဒီလိုမျိုးပဲကျွန်တော်တွေ့ရမယ်ဒါကြောင့်လို့ဘာပြောလဲဆိုတော့အပြောတစ်မျိုးအလုပ်တစ်မျိုးကိုလုပ်ပြလိုက်မယ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေတစ်မျိုးလက်တွေ့လောက်တာတစ်မျိုးလာလိုက်မယ်လာလိမ့်မယ်ဒါကြောင့်မို့ lamb ဆိုတာကသိုးတငယ်ရဲ့ဥကြိုးဆိုတာသိုးတငယ်ဆိုတာခရစ်တော်ကိုပုံဆောင်တာနဂါးဆိုတာဘယ်သူပုံဆောင်လဲစာတန်ကိုပုံဆောင်တာဒါတော့ဒီမြေကြီးထဲကထွက်လာတဲ့သားရဲကခရစ်တော်နိုင်ငံတော်လည်းရှိသလိုစာတန်ရဲ့နိုင်ငံတော်လည်းပဲကျွန်တော်တို့မြင်ရလိမ့်မယ်ဆိုတာဖော်ပြထားတယ်နော်ဒါတော့ဒီမှာဆိုလို့ရှိရင်အင်မတန်မှလွတ်လာတဲ့နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံရှိရဲ့သားနဲ့ဒီဆရာကဘာတွေလျှောက်ပြောတာလဲဖြစ်နိုင်ပါမလားမဖြစ်နိုင်ပါဘူးလို့ကျွန်တော်ထင်တယ်နော်ဒါပေမဲ့လွန်ခဲ့တဲ့ရွေးကောက်ပွဲတစ်ခေါက်နှစ်ခေါက်တော့သမ္မတဘုရှ်
ပြဿနာတက်တယ်နော်ပြဿနာတက်တော့နောက်ဆုံးတော့မဲအရေးအတွက်နဲ့မဟုတ်ဘဲနဲ့အဲ့ဒီပြဿနာဘူးဖြေရှင်းလိုက်ရတယ်ဆိုတော့ Supreme Court ကဖြေရှင်းလိုက်ရတယ်နော်နောက်ဆုံးတော့အဲ့ဒီ Bush ရဲ့သမ္မတကိုဆိုလို့ရှိရင်ဘယ်လိုမျိုးတော့တမိုင်းတွင်လဲဆိုတော့ဒါကအထက်တရားရုံးပေါ့နော်နိုင်ငံတော်တရားရုံးကနေပြီးတော့ခန့်အပ်တဲ့သမ္မတဆိုတော့နာမည်ထွက်လာတယ်သဘောကဖွဲ့စည်းအုပ်ချုပ်ပုံဘယ်လောက်ပဲရှိ Supreme Court ရဲ့ဆုံးဖြတ်ချက်ကိုဖွဲ့စည်းအုပ်ချုပ်ပုံကလုံလို့မရဘူးနော်လုံလို့မရဘူးဒါကြောင့်ဒီမှာဆိုလို့ရှိရင်ကုန်းပေါ်ဟာသားရဲဟာတဲ့ဒီမှာNapoleon Bonaparte ဒီ papacy ကိုအနာတရားရစေတယ်နိုင်ငံရေးနဲ့ဘာသာရေးကိုခွဲလိုက်ပြီးတော့ကဲဘုန်းကြီးเจ้าပြန်သွားနိုင်ငံတော်ရဲ့အာဏာကိုတော့နိုင်ငံတော်ကပြန်သိမ်းတယ်ဆိုတော့အဲ့ဒီအနာတရားဖြစ်သွားတာနော်အဲ့ဒီအချိန်နဲ့ဒီကုန်းပေါ်ကသားရဲပေါ်လာတဲ့အချိန်ကတစ်ထပ်တည်းပဲတဲ့နော်တစ်ချိန်နဲ့ပဲဒီကုန်းပေါ်ကပေါ်လာတဲ့သားရဲရဲ့ပထမဦးဆုံးနံပါတ်1သူ့ရဲ့ characteristics သူ့ရဲ့ပင်ကိုသူ့ရဲ့ characteristic ကဘာလဲဆိုနံပါတ်1မှာသူဟာတဲ့ဒီနိုင်ငံရေးအာဏာဆိုတဲ့လွန်ခဲ့တဲ့အပတ်ကျွန်တော်သွားပြီးနော်ဓာတ်နဲ့လက်ရှိတယ်နှုတ်ကပဆိုတဲ့ဓာတ်နဲ့မင်းကိုပေးထားတဲ့ဓာတ်ဘုရားသခင်ပေးထားတာနော်ခရစ်တော်ကိုယ်တိုင်အသိမှပြုတယ်ခရစ်တော်ကကောင်းကင်နိုင်ငံကိုလည်းအသိမှပြုတယ်အစိုးရအာဏာကိုလည်းပဲခရစ်တော်အသိမှပြုထားတယ်ဒီဓာတ်နှစ်ခုကိုတိကျကင်ထားရမှာနော်ပေါင်းလို့မရဘူးနော်အကုန်လုံးကဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့်ပဲအစီခံကြရမှာနော်ဒီဓာတ်ကိုနှုတ်ကပတော်ဓာတ်ကိုကင်တဲ့သူကလည်းဘုရားသခင်အစီကိုခံရမယ်နော်ဒီအုပ်ချုပ်ရေးအာဏာဆိုတဲ့ဓာတ်ကိုကင်တဲ့သူကလည်းဘုရားသခင်အစီကိုပဲခံရမှာနော်ဒါကြောင့်ဒီမှာဆိုလို့ရှိရင်အဲ့ဒီဓာတ်နဲ့လက်ကိုဆိုလို့ရှိရင်ဓာတ်နဲ့လက်ထဲကနိုင်ငံတော်ရဲ့ civil power ဆိုတာအရသာအာဏာကိုဆိုလို့ရှိရင်ဒီသားရဲကဂျိုးငယ်ကိုပြန်ပေးမယ်နောက်ထူးဆန်းတာတစ်ခုကဒါတွေမကဘူးတဲ့အဲ့ဒီအာဏာကိုပြန်ပေးတာမကဘူးအဲ့ဒီနှစ်ပေါင်း1260အုပ်စိုးခဲ့တဲ့ပုံသဏ္ဍာန်တော်ရဲ့ရုပ်ထုကိုပြန်တည်ဆောက်မယ်တဲ့ရုပ်ထုလို့ကျွန်တော်ပြောတဲ့အခါမှာဟိုရှာဒရက်မေရှက်အဘေဒနီကိုရှစ်ခိုးတဲ့ရုပ်ထုမဟုတ်ဘူးဒါကပါ ideology ကိုပြောတာနော်နှစ်ပေါင်း1260အုပ်စိုးခဲ့တဲ့ papacy ရဲ့စနစ်ကိုအရန်ကောင်းတယ်ဆိုတော့အဲ့ဒီရုပ်ထုကိုပြန်တည်ဆောက်လိမ့်မယ်သူကိုယ်တိုင်လောက်မှာတဲ့ဒါတွေမကဘူးတဲ့အဲ့ဒီရုပ်ထုကိုမကိုးကွယ်တဲ့သူကိုပိလမင်းလိုပဲသူစီရင်မယ်တဲ့နော်တကဘာလုံးကလည်းပဲအဲ့ဒီရုပ်ထုကိုသဘောက New World Order ဆိုတဲ့အဲ့ဒီရုပ်ထုကိုမကိုးကွယ်ဖို့လည်းသူအားပေးမယ်မကိုးကွယ်တဲ့သူကိုလည်းသူအေးအေးယူမယ်ဒါကျွန်တော်တို့တရားဟောဆရာတက်ဘာပြောလဲဆိုတော့ New World Order ဆိုတာ all lie ပဲ all lie လိမ်လည်မှုအဟောင်းပဲနော်လိမ်လည်မှုအဟောင်းပဲဒါကပြန်လာလိမ့်မယ်နံပါတ်2မှာနော်ကျွန်တော်တို့ဒါကဘယ်အချိန်ပြန်ဖြစ်လာမလဲဆိုတာကျွန်တော်တို့အဲ့ဒီစနစ်ကပြန်ပေါ်လာလိမ့်မယ်ဆိုတာကျွန်တော်တို့ဖော်ပြထားတယ်ဗျာဒိတ်ကျမ်းအခန်းကြီး73အငယ်7မှာဆိုလို့ရှိရင်ခုနကျွန်တော်ဖတ်ခဲ့ပြီးသူဟာငကားကဲ့သို့စကားပြောမယ်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာကတော့နိုင်ငံရေးနဲ့ဘာသာရေးကိုတည်တည်ကြကြခွဲခြားထားရဲ့သားနဲ့နော်တည်တည်ကြကြ constitution ရှိရဲ့သားနဲ့သူ့ရဲ့ဗဇတဲကဘာထွက်လာမလဲဆိုတော့ငကားလို့စကားပြောမယ်တဲ့နော်ငကားလို့စကားပြောမယ်တဲ့ဒါသူ့ရဲ့ characteristic နံပါတ်1မှာဆိုလို့ရှိရင်ဘာတွေကိုကျွန်တော်တို့တွေ့ရမလဲဆိုတော့ရုပ်ထုသည်စကားပြောနိုင်ရန်၎င်းတဲ့အဲ့ဒီစနစ်ကစကားပြောလာဖို့အတွက်သူ့ကိုမရှိခိုးတဲ့သူကိုသေစေနိုင်ရန်၎င်းဒုတိယသားရဲ့သည်ထိုရုပ်ထုကိုအသက်သွင်းပေးခွင့်ကိုရတယ်ကုန်းပေါ်ကတက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တခြား super power တွေနဲ့မတူဘူးတဲ့တခြား super power တွေကဘယ်ကနေတက်လာလဲဆိုတော့ပင်လယ်ထဲကနေတက်လာတာပင်လယ်ဆိုတာကျွန်တော်တို့သိတဲ့အတိုင်းပဲလူထုအုံကြွမှုတွေလူထုထောက်ခံမှုတွေစစ်မဲ့တွေအင်ပါယာတစ်ခုကိုနော်ဘာဘူးလို့ကဆိုလို့ရှိရင်ဘယ်ကနေတိုက်လာလဲ
အီဂျစ်တွေကိုတိုက်တယ်စစ်ဘက်တွေဖြစ်ပွားတယ်သိမ်းတယ်ယေရုရှလင်မြို့တွေကိုလည်းသိမ်းတယ်ကျွန်ဖမ်းလာတယ်သူကစစ်မဲ့နဲ့ဒီ empire တွေကကြီးထွားလာတာနော်နောက်တော့သူ့ရဲ့နောက်ပိုင်းမှာမီဒိုဖာရှားကလည်းပဲသူ့ကိုစစ်နဲ့ပဲပြန်တိုက်တာနော်နောက် empire တခုကလည်းလက်ဇန်နကလည်းပဲစစ်ပြန်တိုက်တယ်နောက်ယောမကလည်းပဲစစ်ပဲပြန်တိုက်တယ်တဘောကပင်လယ်ထက်ကတက်လာတဲ့သားရဆိုလို့ရှိရင်အင်အားသုံးပြီးတော့သူရဲ့စစ်မဲ့စစ်ရေးရာတွေနဲ့သူကဆိုလို့ရှိရင်ကြီးစိုးခဲ့တာဒါပေမဲ့ဒီနိုင်ငံရဲ့ကြီးထွားလာတဲ့ပုံကလုံးဝဆန့်ကျင်တယ်သူ့မှာဆိုလို့ရှိရင်စစ်မဲ့စစ်ပြီးလုံးဝမရှိဘူးတဲ့တခြားရဲ့စူပါပါဝါနဲ့မတူဘူးတဲ့တခြားစူပါပါဝါနဲ့မတူဘူးသူကဆိုလို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပဲဒါကဒီမှာဆိုလို့ရှိရင်စာရေးဆရာတရားကဘယ်လိုပြောထားလဲဆိုတော့အမေရိကန်ရဲ့စူပါပါဝါကြီးထွားလာတဲ့ပုံကဘာနဲ့တူလဲဆိုတော့စစ်စစ်တစ်စစ်ကနေပြီးတော့အညောက်ထွက်လာပြီးတော့အပင်ကြီးထွားလာပြီးတော့မျိုးစစ်ကပြန်တော့ကြီးပွားလာတဲ့ပုံစံနဲ့တူတယ်။ဒါကြောင့်အမေရိကန်နိုင်ငံဆိုလို့ရှိရင်ဘယ်နိုင်ငံနဲ့မှစစ်တိုက်ပြီးတော့အာဏာကိုမရခဲ့ဘူး။သူ့အာဏာဘယ်လာလဲ။သူ့ထဲကနေပဲတဖြည်းဖြည်းပေါ်လာတယ်။ဒါကြောင့်ဒီမှာဆိုလို့ရှိရင်ပထမဦးဆုံး empire နှစ်ခုကိုကျွန်တော်တို့ကြည့်ပါ။အာရှ empire ဆိုတဲ့ဘာဘူးလုံးနဲ့မီဒိုဖာရှားကအာရှက empire တယ်။အာရှက super power တယ်။နောက် prophecy ဆိုလို့ရှိရင်တဖြည်းဖြည်းဘယ်ကိုပြောင်းသွားလဲ။အနောက်ဘက်ကိုရွေ့သွားတယ်။နောက်ဒုတိယ empire နှစ်ခုကဘယ် empire လဲ။ Greek နဲ့ရောမ empire အနောက်ဘက်ရွေ့သွားတယ်။ဒါကနောက်တက်လာမဲ့ empire ဆိုလို့ရှိရင်အဲ့ဒီသူတို့ရဲ့အနောက်ဘက်ကိုဆိုလို့ရှိရင်ရွေ့သွားတာ။အရှိကနေအလဲကနေပို့တခါတဲ့အနောက်ရောက်တဲ့အထိကို super power တွေကဆိုလို့ရှိရင်ပြောင်းသွားမှာဖြစ်တယ်တဲ့။ဒါတော့ဒီမှာဆိုလို့ရှိရင်ဒီ Boston ဆိုတာဘယ်လိုပြောလဲဆိုတော့ तू က Library of Congress ရဲ့ librarian ပေါ့နော်စာကြည့်တိုင်းမူ तू ဘယ်လိုပြောလဲဆိုတော့ဒီမှာကျွန်တော်ကြည့်အမေရိကန်နိုင်ငံဟာတဲ့အခြားသောနိုင်ငံတွေလိုစစ်တိုက်ပြီးအောင်မြင်လာတဲ့နိုင်ငံမဟုတ်ဘူးတဲ့လူသူမရှိတဲ့မြေမှာတဲ့တစ်စစ်လိုပဲသူ့အလိုလို empire ကြီးအဖြစ်ကိုကြီးထွားလာခြင်းဖြစ်တယ်လူသူမရှိတဲ့နေရာမှာနော်တစ်စစ်လိုပဲစစ်တိုက်ပြီးတော့ကြီးထွားလာတဲ့နိုင်ငံမဟုတ်ဘူးနော်အဲ့တော့ဘာဆက်ပြောလဲဆိုတော့ like a silent sea we grow into an empire ဆိုတာခုနသားရဲဒါကြောင့်လို့တမန်ကျမ်းစာထဲမှာသားရဲတွေကိုပြောလာတဲ့ခါမှာဆိုလို့ရှိရင် super power တွေကိုပြောလာတဲ့အတွက်ကြောင့်နောက်ဆုံးကုန်းပေါ်ကတက်လာတဲ့သားရဲဟာလည်းပဲဒီကဘာကိုကြီးစိုးမဲ့ super power တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ညှင်းပယ်လို့မရဘူးနော်သားရဲဆိုတာ super power ကိုပဲနော်ကဘာကိုအုပ်စိုးတဲ့နော်အာဏာကိုပြောတာအဲ့ဒီအာဏာကအုပ်စိုးဖို့အတွက်အဲ့ဒီနောက်ကွယ်မှာစနစ်ဆိုတာရှိရတယ်နော်အဲ့ဒီစနစ်ကိုဆိုလို့ရှိရင်သူတို့ကနှစ်ပေါင်း1260တိုင်ကြီးစိုးခဲ့တဲ့စနစ်ကိုပြန်တည်ဆောက်ကြဖို့ဖြစ်တယ်တဲ့ကဘာသားအပေါင်းတို့သည်ထိုသားရဲ့အံ့ဩလေသူဤနောက်သို့လိုက်ကြသည်အံ့ဩတယ်တဲ့ဒီသားရဲ့ကတော်တော်ထူးဆန်းတယ်ဒါမှမဟုတ်ဒီသားရဲ့လုံနိုင်ရည်တွေပါကြည့်ပြီးတော့ကဘာသားတွေကသူ့နောက်ကိုပဲလိုက်ကြတယ်ဒါတော့ဒီကနေ့မှာကျွန်တော်တို့ဒေါ်လာကိုလက်မခံလို့မရဘူးသူ့နောက်ကိုမလိုက်လို့မရဘူးသူ့နောက်ကိုမလိုက်တဲ့သူကသူပညာပေးပလိုက်တာစီးပွားရေးပိတ်ဆို့တာနဲ့ဖြတ်တောက်တာနဲ့အကုန်လုံးဒုက္ခရောက်တာပဲနော်သူ့မှာစိတ်ပဲတိုက်တယ်ဒါပေမဲ့ပတ်စံပဲရကိုင်းကျုံပြီးကျွန်းကိုင်းပြီးနော်သူ့ရဲ့လိုအပ်တဲ့ငွေကြေးတွေဆိုလို့ရှိရင်သူ့ကိုထောက်ပံ့တဲ့သူရှိတယ်နော်တဘောကဒီနှစ်ယောက်ကအာနာနဲ့စနစ်နဲ့ဆိုတာပူးတွဲနေတာကျွန်တော်နားမလို့ကျွန်တော်မမြင်ရဘူးစနစ်ကတော့မမြင်ရဘူးအာနာကတော့မြင်ရတယ်အာနာကစစ်တာတိုက်နေတာဟိုအနောက်ကစနစ်တစ်ခုကသူ့ကိုပန့်ပိုးနေတယ်ဒါအဲ့ဒီစနစ်ကိုသူပြန်သူ့အတွက်ကောင်းတဲ့အတွက်ကြောင့်သူပြန်တိဆောက်မှာဖြစ်တယ်တဲ့ဒါကြောင့်မို့ဒီကုန်းပေါ်ကတက်လာတဲ့သားရဲဟာဆိုလို့ရှိရင်ဒီဂျုံငယ်ဆိုတဲ့ဖတ်ထမတော့ဒီသားရဲနော်ဒီယောမပုံဆောင်တဲ့ဒီသားရဲအာနာပြန်ရဖို့သူပြန်လှုပ်ပေးလိုက်မယ်လို့ပြောထားတယ်နော်ဒါကြောင့်မလို့သူ့ရဲ့ characteristic နံပါတ်3မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေ့လဲဆိုတော့တစ်ချိန်တစ်ခါတော့ကသူဟာဆိုလို့ရှိရင်အမတန်မှနူးညံ့သိမ်မွေ့တယ်ဘယ်လောက်အထိနူးညံ့သိမ်မွေ့တယ်လဲဆိုလို့ရှိရင်ဘာသာရေးလွတ်လပ်မှုမရှိလို့ဘာသာရေးညှင်းပန်းနှိမ့်ဆက်မှုကြောင့်ဖ
ထွက်ပြေးလာတဲ့သူတွေကိုသူခိုလုံတယ်ကျွေးမွေးတယ်နော်ဗျာဒိတ်ကျမ်းမှာကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲငကားဟာရေကိုမုတ်ထုတ်တယ်မြေကြီးကလည်းပဲပြန်ပြီးတော့ခံယူတယ်ဆိုတာဒါဒီနေရာကိုပြောတာဒီနေရာဆိုလို့ရှိရင်အမတန်မှစိတ်မွေးတဲ့နေရာအမတန်မှစိတ်မွေးတဲ့နေရာတစ်ချိန်တစ်ခါတော့သူကဆိုလို့ရှိရင်တစ်ကဘာလုံးအတွက်ကိုကောင်းကြီးမင်္ဂလာဖြစ်ခဲ့တယ်ငကားသည်အမျိုးသမီးအားရေအဟုန်တွေမျောပါသွားစေရန်မိမိခံတွင်းမှာရေကိုမြစ်တဲ့ပွဲမုတ်ထုတ်လိုက်လေ၏တဲ့ဥယျာပမှာဘာသာရေးညှင်းပန်းနှိပ်စက်မှုကတော်တော်လေးကိုကြောက်စရာကောင်းတယ်နော်အယူဝါဒမတူတဲ့သူတွေယုံကြည်ချက်မတူတဲ့သူတွေကိုဆိုလို့ရှိရင်မီးရှို့သားကြတယ်ဒါအဲ့ဓာတွေကိုရှောင်ပြေးတဲ့အနေနဲ့လူတွေဆိုလို့ရှိရင်နယ်သစ်ပယ်သစ်ဆိုတဲ့အမေရိကကိုတွားရောက်ကြတယ်တို့ရာတွင်တဲ့မြေကြီးဟာမိမိခံတွင်းကိုဖွင့်ပြီးတော့ငကားမုတ်ထုတ်လိုက်တဲ့မြစ်ရေကိုမျိုးချကအမျိုးသမီးအားကယ်တင်တယ်ကျွန်တော်တို့အသင်းတော်လည်းပဲအမေရိကန်မှာပဲကြီးထွားလာတာနော်ဒါဘယ်လောက်အထိကောင်းတယ်လဲဆိုလို့ရှိရင်သူ့ရဲ့ constitution နဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာဆိုလို့ရှိရင်ဘာသာရေးနဲ့နိုင်ငံရေးကိုလုံးဝခွဲခြားလိုက်ဖွဲ့စည်းအုပ်ချုပ်ပုံရှိတယ်ဥရောပအမေရိကန်နိုင်ငံဟာကမ္ဘာပေါ်မှာဘယ်လို super power တစ်ခုအနေနဲ့ဘယ်လိုကြီးထွားလာတယ်လဲဆိုတော့ကျွန်တော်ကြည့်အောင်ခုနကတော့ Liberian Boston ပြောခဲ့တဲ့အတိုင်းပဲသူကဘာနဲ့တူလဲတစ်စစ်တစ်စစ်နဲ့တူတယ်တဖြည်းဖြည်း silence ဆိုတာအသံကိုမကြားဘူးစစ်မဲ့ဆိုတာလည်းမရှိဘူးလေတိုက်တံလည်းမကြားဘူးเนาะစစ်မဲ့ရေးရလုံးဝကင်းရှင်းတယ်ဒီနိုင်ငံဖြည်းဖြည်းကြည့်တာကဲအမေရိကန်နိုင်ငံအကြောင်းကျွန်တော်ကြည့်အောင်အမေရိကန်နိုင်ငံ1900နဲ့တခုနှစ်တုန်းကလူဦးရေ2,600,000ပဲရှိတယ်နော်စီးပွားရေးရဆိုလို့မိုင်းတွေပါလိုက်တူးနေရတယ်နော်နယ်တဲ့ပယ်တဲ့ကိုရှာရင်းတဲ့နော်ဟိုမြေဩဇာတွေကလည်းကောင်းတော့Thanksgiving Day တွေပါဆိုလို့ရွှေဖြုံသီးကြအကြီးကြီးတွေပဲဟုတ်လားဘာဖြစ်လဲဘာပဲစိုက်အရန်ကောင်းတယ်မြေဩဇာတွေအရန်ကောင်းတာ哦နော်လူဦးရေကလည်းနဲတယ်အဲ့ဒီတုန်းကတော့တဖြည်းဖြည်းနဲ့လူဦးရေ1986ခုနှစ်မှာဆိုလို့ရှိရင်2 သန်းကျော်ရှိလာတယ်2 သန်းနဲ့8 သိန်းရှိလာနော်1800မှာကြာသူကဆိုလို့ရှိရင်5 သန်းနဲ့2 သိန်း36,000များလာတယ်ဖြည်းဖြည်းကြီးထွားလာဒုတိယကမ္ဘာစစ်တုန်းကသူကအင်အားလောက်မရှိသေးပါဘူးနော်လူများကိုကူတဲ့အဆင့်ပဲရှိသေးတယ်နောက်1950မှာဆိုလို့ရှိရင်15 သန်းအထိတိုးတက်လာတယ်လူဦးရေတွေ15 သန်း150 သန်းဖြစ်လာ1950မှာနော်1900မှာ86 သန်းရှိလာနော်1950မှာ150 သန်းရှိလာပြီးတော့2010ဆိုတာလွန်ခဲ့တဲ့10 နှစ်လောက်ပေါ့နော်ဘယ်လောက်အထိရှိသွားလဲသန်းပေါင်း306 သန်းဂျပန်နိုင်ငံကတော့သန်း120 ကျော်အင်ဒိုနီးရှားကတော့သန်း200 ကျော်အမေရိကန်ဆိုလို့ရှိရင်သန်း300 ကျော်အခုဆိုနောက်2018ဆိုတော့350လောက်ဖြစ်လာမလားမသိဘူးเนาะဒုက္ခတွေလက်ဝင်လာတာ ਨੇ ဘောဒီနိုင်ငံဟာဆိုလို့ရှိရင်တကယ်ခုနပြောထားတဲ့အတိုင်းပဲမျိုးစစ်လိုပဲတဖြည်းဖြည်းကြီးထွားလာလူဦးရေเนาะသူကစစ်မတိုက်ပါဘူးသူရဲ့အင်ပါယာအာဏာတွေကလည်းဘယ်လိုသူ့ရဲ့အင်အားတွေကဘယ်လိုစုစည်းလာလဲဆိုတော့ဥရောပတွေမှာစစ်မဲ့တွေဖြည့်ပြီးတော့လူတွေမွဲတီဆင်းရဲတဲ့အချိန်မှာဆိုလို့ရှိရင်သူကစီးပွားရေးအရာတကဘာလုံးကိုကုန်ပစ္စည်းတွေပြန်ဖြန့်ဖြူးရောင်းချနေရတယ်เนาะအဲ့လိုတိုးတက်လာတာဒါဒီသားရဲမှာဆိုလို့ရှိရင်ဒီသားရဲဟာဆိုလို့ရှိရင်သူ့ရဲ့ပုံသဏ္ဍာန်တွေသူ့ရဲ့ကျင့်အင်လက္ခဏာတွေကဒီသားရဲ4 ကောင်စလုံးရဲ့လက္ခဏာတွေပါရှိတယ်တဲ့နော်လက္ခဏာတွေပါရှိတယ်ဒါကြောင့်လို့ဗျာဒိတ်ကျမ်းတော်ကဘာပြောတော့လဲသူ့ရဲ့ခြေထောက်ကဘာလဲသူ့ရဲ့ခေါင်းကခြင်သေးသူ့ရဲ့ခြေထောက်ကဝဲဝွန်သူ့ရဲ့ကိုယ်ခန္ဓာတွေကကြက်သေးနောက်သူဘာလဲသဘောကသားရဲ့ဒီ super power ကြီးอ่ะဆိုလို့ရှိရင်လွန်ခဲ့တဲ့ super power တွေရဲ့လုံနီးလုံဟန်အတိုင်းပဲဒီစနစ်အတိုင်းပဲကျင့်လောက်မှာဘာဘူးလုံကဘယ်လိုမျိုးကျင့်သုံးခဲ့လဲရှာဒရက်မေရှက်အဘေနီကိုမိတဲ့ချခြင်းခံရတယ်မိတို့ပါရှာခေတ်မှာဒံယေလကရှင်တဲ့တွင်တဲ့ကိုချခြင်းခံရတယ်နော်အလက်ဇန္ဒြအချိန်မှာသာယာသောပြည်ဆိုတာအရှိအလယ်ပိုင်းဖြစ်တဲ့ကျွန်တော်တို့သာယာသောပြည်ဆိုတာဣသေလနိုင်ငံကိုပြောတာအဲ့ဒါကိုချင်းနှင်းဝင်ရောက်ပြီးတော့တခါတည်းသူ့ရဲ့
ယဉ်ကျေးမှုတွေသူ့ရဲ့ဘာသာစကားတွေအကုန်လုံးသွင်းချလာလိုက်တာတချို့လေဘာသာပြန်လာဆိုလို့ရှိရင် Greek ရဲ့ကျမ်းစာကို Greek လိုဘာသာပြန်လိုက်တဲ့အခါမှာဆိုလို့ရှိရင် Greek ရဲ့အတွေးခေါ်တွေပါဝင်လာတဲ့ခါတော့သိချင်းတရားနဲ့ပတ်သက်လာရင်များသောအားဖြင့် Greek ရဲ့ဖတ်တယ်လို့မျိုးဘာသာပြန်လာကြတဲ့ခါအကုန်လုံးရှုပ်ထွေးကြလားနော်ဒါဒီမှာဆိုလို့ရှိရင် Eden Club ကဘာပြောလဲဆိုတော့သူကတော့စနေသေးမဟုတ်ဘူးနော်စနေသေးမဟုတ်ဘူးဒါပေမဲ့သူပြောရတဲ့အရာအားလုံးကလည်းပဲကျွန်တော်တို့လက်ခံလို့မရဘူးဒါပေမဲ့တချို့လေအပိုင်းကကျွန်တော်တို့လက်ခံလို့ရတယ်တဲ့သူဘာပြောလဲဆိုတော့ဖတ်တမသားရက်ကဆိုလို့ရှိရင်ဖတ်တမသားရက်ဒုတိယသားရက်ပေါ့နော်ဒါအဲ့ဒီသားရက်တွေအဆင့်ကဆိုလို့ရှိရင်အင်ပါယာနိုင်ငံဖြစ်မယ်ဆိုလို့ရှိရင်ဒုတိယသားရက်ကလည်းပဲအင်ပါယာနိုင်ငံဖြစ်ရမှာပဲတဲ့သူကစူပါပါဝါဖြစ်ရမှာပဲနော်ဘာဘူးလုံးလဲစူပါပါဝါပဲကမ္ဘာပေါ်မှာစူပါပါဝါပဲမီဒိုဖက်ရှားလဲစူပါပါဝါပဲနော်အကုန်လုံးဖြစ်ရမယ့်အတွက်ကြောင့်အမေရိကန်နိုင်ငံဟာလည်းပဲစူပါပါဝါပဲဖြစ်ရမှာပဲတဲ့ဒါအမေရိကန်နိုင်ငံဆိုလို့ရှိရင်ဘာကိုပုံဆောင်တယ်လဲဆိုတော့နိုင်ငံနဲ့နိုင်ငံကိုခွဲခြားထားတဲ့စူပါပါဝါနဲ့ပုံဆောင်ထားတယ်တဲ့နော်သခင်ခရစ်တော်ကအသိမှပြုတယ်သခင်ခရစ်တော်ကဆိုလို့ရှိရင်ကဲသာဘယင်ပိုင်တဲ့ဥစ္စာကိုကဲသာဘယင်ကိုပေးပါဖျားသခင်ပိုင်တဲ့အရာကိုဖျားသခင်ကိုပေးပါဆိုတော့ခရစ်တော်ဘာအသိမှပြုလဲဆိုတော့ကောင်းကင်နိုင်ငံနဲ့ဒီလောကနိုင်ငံနဲ့ခုစလုံးကိုခရစ်တော်အသိမှပြုတယ်အဲ့ဒီသခင်ခရစ်တော်အသိမှပြုတဲ့အတိုင်းပဲဒီအမေရိကန်နိုင်ငံဟာလည်းပဲဒီနိုင်ငံနဲ့နိုင်ငံကိုတည်တည်ချာချာအာဏာနှစ်ခုနဲ့ထိန်းကျောင်းထားတယ်ဂျိုနှစ်ခုနဲ့နော်လုံးဝမရောဘူးတဲ့ဒါအေဒန်ကလပ်ကဘာပြောလဲဆိုတော့ commented တယ်မနော်ဂျိုဆယ်ချောင်းဟာအရာတစ်ခုကိုပုံဆောင်မယ်ဂျိုငယ်တွေဂျိုဆယ်ချောင်းသာဆိုတော့အရာတစ်ခုကိုပုံဆောင်မယ်ဆိုတော့အဲ့ဂျိုနှစ်ချောင်းဟာလည်းပဲစန့်ကျင်ဘက်အရာကိုပုံဆောင်ပြီးပြောလို့မရဘူးတဲ့ဂျိုတွေကသူ့ရဲ့ပုံဆောင်မှုကတစ်ခုတည်းပဲလာရမှာပဲဂျိုဆယ်ချောင်းကတစ်မျိုးဂျိုနှစ်ချောင်းကတစ်မျိုးကျွန်တော်တို့ပြောလို့မရဘူးတဲ့နော်ဒါကြောင့်မို့အဲ့ဒီဂျိုကဘာပုံဆောင်တယ်လဲဆိုလို့ရှိရင်ခင်ခရစ်တော်ပေးထားတဲ့အာဏာကိုပုံဆောင်တယ်တဲ့ဒံယေလအခန်းကြီး8 3မှာဘာပြောလဲဆိုတော့ငါသည်ဥလဲမြစ်အနီးတွင်ရ၍မျောကြည့်လိုက်ရာမြစ်အနီးတွင်ရနေသောသိုးထီးတစ်ကောင်ကိုမြင်ရ၏ထိုသိုးမှာဥဂျိုရှည်ကြီးနှစ်ချောင်းရှိ၏တစ်ချောင်းမှာအခြားတစ်ချောင်းထက်ပို၍ရှည်၍နောက်မှပေါက်သောဥဂျိုသည်နောက်မှပေါက်သောဂျိုဖြစ်၏တဲ့သဘောကဘာပြောလဲဆိုတော့အဲ့ဒါမီဒိုဖက်ရှားကိုပြောတာဒီဂျိုနှစ်ခုကအာနာနှစ်ခုပြောတာနော်စနစ်နှစ်ခုပြောတာအဲ့ဒါကမီဒိုနဲ့ဖက်ရှားနိုင်ငံကိုပုံဆောင်တဲ့ဂျိုဆိုတာဒါကြောင့်မို့ကျမ်းစာထဲမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့သင်မြင်ရသောဥဂျိုနဲ့ချောင်းသည်သိုးသည်တဲ့မေဒီနဲ့ပါရှာနိုင်ငံများကိုဆိုလို၏တဲ့နိုင်ငံကိုဆိုလိုတာပဲနော်ဒါတော့ဒီမှာဆိုလို့ရှိရင်မီဒိုနဲ့ဖာရှာဆိုလို့ရှိရင်ဘာလဲဆိုတော့နိုင်ငံနဲ့နိုင်ငံကိုပုံဆောင်တယ်တဲ့ဂျိုဆိုတာနိုင်ငံကိုပုံဆောင်တာပဲနော်အင်ပါယာကိုပြောတာမဟုတ်ဘူးနော်နိုင်ငံကွဲတာဒါကြောင့်လို့ဒီမှာဆိုလို့ရှိရင်သူ့မှာသိုးဂျိုနဲ့တူတဲ့သိုးဥဂျိုနဲ့ချောင်းရှိတယ်တဲ့သိုးဆိုတာကတော့ဘယ်သူပုံဆောင်လဲဆိုတော့ကျွန်တော်တို့သိပြီသခင်ခရစ်တော်ကိုပုံဆောင်တယ်ဒါကြောင့်လို့ဂျိုဆိုတာကတော့ခင်းတန်းနှစ်ခုကိုပုံဆောင်တာဖြစ်တယ်အဲ့ဒီခင်းတန်းတွေကတော့ကောင်းကင်နိုင်ငံနဲ့လောကီနိုင်ငံကိုပုံဆောင်တာဖြစ်တယ်တဲ့ယေရှုကလည်းကဲသာဘယင်ဥစ္စာကိုကဲသာဘယင်အပ်ပေးပါဘုရားသခင်ဥစ္စာကိုဘုရားသခင်အပ်ပေးပါဆိုတော့ကျွန်တော်တို့ကိုတည်တည်ချာချာခွဲခြားတာရှေးတုန်းကအမေရိကန်နိုင်ငံကိုတီထောင်ခဲ့တဲ့လူတွေကလည်းပဲဒီသဘောတရားကိုကောင်းကောင်းသိတယ်။ဘာဖြစ်လဲဆိုတော့ဒီနှစ်ခုကိုပေါင်းစည်းမိတဲ့အတွက်ကြောင့်သူတို့ခါဆိုလို့ရှိရင်ထွက်ပြေးကြရတယ်။ဒုက္ခဆင်းရဲကိုရင်ဆိုင်ကြရတယ်။ဒါကြောင့်လို့ဒီနှစ်ခုကတော့ပေါင်းလို့မရဘူး။တည်တည်ချာခွဲခြားရမယ်ဆိုတော့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ခွဲခြားထားတာဖြစ်တယ်။ဒါတော့မစ္စစ်ဆွဲကလည်းဘာပြောလဲဆိုတော့အမေရိကန်ရဲ့နိုင်ငံဟာဆိုလို့ရှိရင်ကာလနှစ်ပိုင်းကိုကျွန်တော်တို့ကြည့်တော့ကျွန်တော်လစ်လာရမယ်တဲ့နော်အမေရိကန်ကိုကျွန်တော်တို့လစ်လာတော့မယ်ဆိုလို့ရှိရင်ကာလနှစ်ပိုင်းကိုကျွန်တော်တို့ကြည့်ရမယ်ပထမတစ်ပိုင်းကတော့ဘာလဲဆိုတော့ကိုလိုနီကာလတဲ့ကိုလိုနီကာလတစ်ပိုင်းကိုကျွန်တော်တို့နားလည်ရမယ်နောက်ဒုတိယတစ်ပိုင်းကတော့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့အုပ်ချုပ်တဲ့ကာလကိုကျွန်တော်တို့နားလည်ရမယ်တဲ့ဒါမစ္စစ်ဆွဲကျွန်တော်တို့သိကြပြောတာနော်ဒါတော့ဒီမှာအမေရိကန်ကိုတီထောင်ခဲ့တဲ့ George Washington တို့ Thomas Jefferson တို့
နော်ခြားလူတွေအများကြီးရှိသေးတယ်သူတို့ကဆိုလို့ရှိရင်အရာသုံးခုသူတို့သိတယ်သူတို့ဘာသိလဲဆိုတော့ဥရောပရဲ့မယ်ဒီအလေခေတ်တုန်းကသမိုင်းကိုသူတို့ကောင်းကောင်းသိတယ်တဲ့နောက်တစ်ချက်ကတော့အမေရိကန်ရဲ့ယာဇဝင်ကိုသူတို့ကောင်းကောင်းသိတယ်သဘောကဂျိုငယ်ရဲ့သမိုင်းကိုသူတို့ကောင်းကောင်းသိတယ်ဒီမြေကြီးပေါ်ကထွက်လာတဲ့သားရဲ့သမိုင်းကိုသူတို့ကောင်းကောင်းသိပြီးတော့နောက်တတိယတစ်ချက်ကတော့ဘာလဲဆိုတော့သူတို့ရဲ့သမာကျမ်းစာကိုသူတို့ကောင်းကောင်းသိတယ်တဲ့အဲ့ဒီအုံမျိုးကတော့အမှန်တန်ရေးကြည့်တယ်ဒါကြောင့်ကျွန်တော်တို့လည်းပဲဒီဂျိုငယ်ရဲ့သမိုင်းကိုကျွန်တော်တို့သိရမယ်ပြီးတော့မှအမေရိကန်ရဲ့သမိုင်းကိုလည်းကျွန်တော်တို့မေ့ထားလို့မရဘူးပြီးတော့မှကိုယ့်ရဲ့သမာကျမ်းစာကိုသိရမယ်ဒါနံပါတ်1အနေနဲ့ကျွန်တော်တို့အဲ့ဒီအလေခေတ်ကဂျိုငယ်ရဲ့သမိုင်းဆိုတဲ့ဥရောပရဲ့သမိုင်း medieval အမောင်ခေတ်ပေါ့နော်အမောင်ခေတ်ရဲ့သမိုင်းကိုကျွန်တော်တို့နည်းနည်းပြန်ပြီးတော့ကြည့်ကြအောင်ဂျွန်ဟတ်ဆိုတာကျွန်တော်တို့သိတာနော်ဂျွန်ဟတ်ဆိုတာဘာသာရေးရဲ့နော်လွတ်လပ်မှုမရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာဘာပြောလဲဆိုတော့သူ့အကြောင်းဆိုလို့ရှိရင် Borgias the Papist ဆိုတာနော် Hut the Heritage ဆိုတာအဲ့ဒီစာအုပ်ထဲမှာဘယ်လိုရေးရလဲဆိုတော့စာမျက်နှာ16ထဲမှာဒီစာရေးဆရာသူ့ဘယ်လိုပြောရခဲ့လဲဆိုတော့ဒီမှာအချုပ်ခန်းထဲကဂျွန်ဟကိုသူတို့ထုတ်လာတဲ့အခါမှာဂျွန်ဟကိုသူတို့ဝန်ခံခိုင်းတယ်ဂျွန်ဟကလုံးဝဝန်မခံဘူးနော်သူတို့ရဲ့ယုံကြည်ချက်ကိုမယူသူ့ရဲ့ယုံကြည်ချက်အတိုင်းပဲသူရတည်မယ်ဒါကြောင့်သူတို့ကဆိုလို့ရှိရင်ငင်းပန်းနှိမ့်ဆက်ပြီးတော့ဂျွန်ဟဆိုလို့ရှိရင်ထောင်ထဲထည့်လိုက်တယ်တရားစီရင်မဲ့နေ့မှာကြတော့လူတွေကဂျွန်ဟကိုသူတို့ထုတ်လာတယ်သူ့ရဲ့ခြေထောက်နဲ့ချောင်းဟာလည်းပဲသူ့ရဲ့ခန္ဓာကိုယ်မသယ်နိုင်တော့ဘူးတဲ့သူလမ်းလျှောက်တဲ့အခါမှာလည်းပဲရှစ်တိုးနောက်ဆုတ်အရက်မူးသမားလို့ပဲဖြစ်နေတယ်ကာလများဆိုတာသူမမြင်ရတဲ့အလင်းအောင်မမြင်ရတဲ့အတွက်ကြောင့်တဲ့သူ့ရဲ့မျက်စိတွေကလည်းပဲအလင်းကိုမမြင်နိုင်အောင်ဒုက္ခပေးတယ်သူမြေအောက်အမောင်ခန်းထဲမှာနေပြီးတော့စိုးထိုင်းတဲ့ဒဏ်ကြောင့်သူ့မှာဆိုလို့ရှိရင်သွားဆက်တဲ့ချောင်းကမရှိတော့ဘူးသူ့ရဲ့အကြည့်ရဆိုးတဲ့မျက်နှာဟာလည်းပဲသေလောက်အောင်ဖြူဖဖြူရဖြစ်နေတယ်ဆိုတော့အဲ့ဒီအချင်းရာကိုမြင်ခဲ့တဲ့ Papist ကမှတ်တမ်းတင်ထားတာနော်သဘောကဘာသာရေးလွတ်လပ်ခွင့်မရှိတာကဘယ်လောက်အထိကြောက်စရာကောင်းလဲဆာမင်နာ16မှာသူဘာဆက်ပြောသေးလဲဆိုတော့ရက်တပများစွာမကြိုက်ဖျက်ရတဲ့လက်သေးတွေသဘောကလှနဲ့နစ်နဲ့ခြီတော့သူ့ရဲ့လက်သေးတွေဟာအတော်ရှိတယ်သူ့ရဲ့ကိုယ်ခန္ဓာဟာလည်းပဲဖုံအလိမ့်လိမ့်နဲ့တက်နေုံသာမကအနှံ့အသက်ကလည်းမကောင်းဘူးတဲ့ရေခါမချွတ်အောင်နော်တစ်ချိန်ကယာဒူးအဆင့်တန်းအတွက်ဝတ်ဆင်ခဲ့ရတဲ့ဝတ်လုံးဟာတဲ့လည်းစုပ်ပြနွမ်းကျင်နေပြီးတော့အဲ့ဒီဝတ်လုံးစက်အပေါ်မှာလည်းညစ်ထေးနေပြီးမညရတဲ့သပင်တွေကလည်းကျနေတယ်ကျွန်တော်တို့စဉ်းစားကြည့်လိုက်လက်သေးတွေအရှည်ကြီးသပင်ကလည်းမျက်နှာလည်းမသေးရဘယ်လောက်အထိဒုက္ခပေးတာလဲအခုဟောင်းပေါ်မှာသပင်တွေကလည်းကျနေသွားတွေကလည်းမရှိတော့ဘူးစကားလည်းလမ်းလျှောက်တဲ့အခါမှာအဲ့ဒီအချိန်မှာလည်းသူ့ကိုဝန်ခံခိုင်းတယ်နော်ဂျွန်ဟတ်ကတော့မပြောင်းလဲဘူးတဲ့ဒါကစာမျက်နှာ28မှာဆိုလို့ရှိရင်ဘယ်လိုဆက်ပြောသလဲဆိုတော့အဲ့ဒီအချိန်မှာဂိုင်းချုပ်ဖုံးတော်ကြီးတွေ father တွေကသူကိုယ်စလဲတော်များဟာဆိုလို့ရှိရင်8နာရီထိုးတာဒေါင်းဆိုတာ8နာရီထိုးတာနဲ့ဟတ်အတွက်စီရင်ထားတဲ့ဒီတရားရုံးမှာဆိုလို့ရှိရင်သူတို့တည်တည်ကြလာထိုင်ကြတယ်ထိုင်ကုန်အရှိမတန်းစီတော့နေရာယူလိုက်တယ်ဟာစာဘာအပြစ်မှုကျူးလွန်ထားခြင်းမရှိပေမဲ့သူ့ရဲ့အော်တာပါစိတ်မှာအပြစ်ရှိကြောင်းဝန်ခံဖို့အတွက်တရားရုံးကိုရောက်လာတာဖြစ်တယ်တဲ့ဒီနေ့အော်တာပါစိတ်ဆိုတာဘာလဲဆိုတော့အမားအမှန်ကိုဆုံးဖြတ်တဲ့စိတ်နော်ကျွန်တော်တို့မှာရောက်တိုင်းရှိတယ်မားသလားမှန်သလားဆိုတော့ကျွန်တော်အဲ့ဒီအော်တာပါစိတ်နဲ့ဆုံးဖြတ်ရတယ်အဲ့ဒီအော်တာပါစိတ်ရဲ့အနောက်ကွယ်မှာဘာရှိတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘုရားသခင်ရဲ့တရားတော်နဲ့ထုံနှန်းစင်လာရဲ့တုံသင်ချက်တွေရှိတယ်နော်ဘုရားသခင်ရဲ့နှုတ်ကပတော်ဘုရားသခင်ရဲ့ပညတရားကအဲ့ဒီဆုံးဖြတ်ချက်ဒီရဲ့အနောက်ကွယ်မှာရှိမယ်ဆိုလို့ရှိရင်အော်တာပါစိတ်ပြုသမျှသည်ကျမ်းစာလာဒီကအတိုင်းပဲပြုတယ်တဲ့ဒါဟတ်စာဆိုလို့ရှိရင်လုံးဝမပြောင်းလဲဘူးတဲ့သူကဘုရားသခင်ရဲ့တရားတော်နှုတ်ကပတော်အတိုင်းကိုခံယူထားတဲ့အတွက်ကြောင့်သူ့ရဲ့အော်တာပါစိတ်က
ဥမညွတ်ဘူးထောင်းနှန်းစင်လာဘက်ကိုမသွားဘူးတဲ့ဝန်မခံဘူးတဲ့သူမားတယ်ဆိုတာသူဝန်မခံဘူးတဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အော်တာပါစိတ်နောက်ွယ်မှာထောင်းနှန်းစင်လာကိုသူလက်မခံတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါထောင်းနှန်းစင်လာအရာလက်ခံတဲ့သူကဆိုလို့ရှိရင်အော်တာပါစိတ်အတိုင်းပဲလုပ်တယ်အဲ့ဒီအော်တာပါစိတ်ကမန်သလားမားသလားဆိုတော့ဆုံးဖြတ်တယ်ဘာအရာလဲဆိုတော့လူများလှုပ်လို့ကိုလည်းလှုပ်ရတာနော်လူများတွေလှုပ်တာပဲဟာလူများတွေဆက်လှုပ်လာတာပဲစသဖြင့်ဒါတွေကပြီးရောဖလာလှုပ်နေကြအတိုင်းဆက်ပြီးတော့လှုပ်လာတာဒါအသင်းတော်တော်မှလည်းဒီပြဿနာပဲအသင်းတော်တော်မှရဲရဲဝံ့ဝံ့ရက်တီရတော့မှကြမ်းသာလာသည်ကားဆိုတာကိုကျွန်တော်တို့အုံနောက်ထဲမှာကျွန်တော်တို့ရဲ့ဥနောက်အသိစိတ်ခံစားချက်တွေအားလုံးအထဲမှာကျွန်တော်တို့ဘုရားသခင်ရေးသွင်းထားတာကိုကျွန်တော်တို့လက်ခံရမှာအဲ့ဒါကိုရေးသွင်းထားပေးတာကဘုရားသခင်ပဲရေးပေးတာအဲ့ဒါကကျွန်တော်တို့ရဲ့အသိစိတ်တစ်ခုလုံးထဲမှာရှိနေရမှာကျွန်တော်တို့ရဲ့အသွေးအသားတွေထဲမှာစီးဝင်နေရမှာဒါမှအော်တာပါစိတ်ကဆိုလို့ရှိရင်မန္တလားမာသလားဆိုတော့စုံဖြတ်ချက်ချတဲ့အခါကျရင်ကျွန်တော်တို့ကဟတ်လို့ပဲဒီကနေ့အသင်းတော်မှာဒါကမရှိတော့ဘူးထုံနှန်းစင်လာရလူများအပြည့်ပါဆက်ပြောလိုက်တယ်တခုခုသွန်သင်လိုက်ပြီဆိုလူများအပြည့်ပါဆက်ပြောလိုက်တယ်ဟုတ်လားကျမ်းစာလာဒီကားဆိုတာကိုမကြည့်တော့ဘဲနဲ့ဒါကြောင့်မလို့တရားရုံးကရောက်လာတယ်သူ့ရဲ့အပြည့်ရှိတယ်ဆိုတာသူဝန်ခံဖို့တဲ့သူ့မှာနှုတ်ကပတော်ရှိတဲ့အတွက်သူ့မှာအပြည့်မရှိဘူးဝန်ခံစရာမရှိဘူးဆိုတာကိုရဲရဲဝံ့ဝံ့သူရတည်တယ် has the heritage မှာပဲ Borgias the Papist အဲ့မှာဗာဆက်ရေးထားလဲဆိုတော့လောကနဲ့သက်ဆိုင်တဲ့သင်တို့နဲ့ယုံကြည်ခြင်းမတူညီတဲ့သူတွေကိုလက်မခံသတ်ဖြတ်ဖို့အခွင့်ကိုတဲ့ဘုရားသခင်ကမပေးဘူးတဲ့ဒီလောကမှာဟတ်စာဘာတရားဟောလဲဆိုတော့လောကမှာဓာတ်နဲ့လက်ရှိတယ်နော်တစ်လက်ကတော့နှုတ်ကပတော်ဆိုတဲ့ဓာတ်အဲ့ဒီဓာတ်ကတော့ဘယ်သူတွေကန်ရလဲဆိုတော့တရားဟောဆရာတွေကန်ရတယ်တရားဟောဆရာတွေကတရားကိုဟောရတယ်တန်ရှင်သောဝိညာဉ်တော်တကိုးတဲ့နဲ့လူတွေကိုအပြစ်ကိုခွဲခွာဖို့အပြစ်ကိုစွန့်လို့ဖို့အဲ့ဒီဓာတ်ကိုကျွန်တော်တို့သုံးကြတယ်အဲ့ဒီဓာတ်နဲ့လူများလိုက်စီရင်လို့မရဘူးကျွန်တော်တို့မှာစီရင်ပိုင်ခွင့်မရှိဘူးတန်ရှင်သောဝိညာဉ်တော်တကိုးနဲ့အသက်တာတွေကိုပြောင်းလဲဖို့ကျွန်တော်တို့ကအဲ့ဒီဓာတ်ကိုသုံးဆွဲကြတာနှုတ်ကပတော်ဆိုတော့တန်ရှင်သောဝိညာဉ်တော်ရဲ့ဓာတ်ကိုသုံးဆွဲကြတာတော့ဓာတ်တလဲကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကိုမပေးထားဘူးရက်ွက်လူကြီးကိုပေးထားတာနော်အရသာအစိုးရကိုပေးထားတယ်ဒီအရသာအစိုးရဆိုလို့ရှိရင်ဘာအုပ်စိုးရလဲတိုင်းပြည်ငြိမ်ကိုပြပြရေးတရားဥပဒေစိုးမိုးရေးဒါတွေကိုသူကင်တွယ်ရတယ်သူ့မှာအာဏာရတယ်ဒါကြောင့်မလို့ပညာတော်မှာကြောက်ပြားနှစ်ပြားကိုခွဲထားတယ်သုံးပြားမခွဲထားဘူးနှစ်ပြားပဲခွဲထားတယ်ဖထမကြောက်ပြားမှာပညာတော်၄ခုပါတယ်ဒါကဘုရားသခင်နဲ့ဆိုင်တဲ့ပညာနော်ဒုတိယကြောက်ပြားမှာဆိုလို့ရှိရင်ပညာတော်6ခုပါတယ်အဲ့ဒီ6ခုနဲ့ပတ်သက်ပြီးတော့အရသာကိုဆိုလို့ရှိရင်အစိုးရကိုဘုရားသခင်အခွင့်ပေးထားတာအသင်းတော်ကသေတံပေးလို့မရဘူးအသင်းတော်ကထောင်ချလို့မရဘူးသေတံပေးလို့ရတယ်ထောင်ချလို့ရတယ်ဆိုတာအစိုးရအာဏာကသေတံပေးလို့ရတယ်ထောင်ချလို့ရတယ်နော်ဒါဒီနှစ်ခုကိုကျွန်တော်တို့မရောရဘူးကျွန်တော်တို့ကိုပေးထားတဲ့အာဏာကနှုတ်ကပတော်ဆိုတဲ့ဓာတ်ကိုပဲသုံးမှာဒါကြောင့်လို့ဂျွန်ဟာဇာဘာပြောလဲဆိုတော့အသင်းတော်ကိုလူကိုသတ်ဖို့နော်လူကိုထောင်ချဖို့အခွင့်မပေးထားဘူးတဲ့အသင်းတော်ကိုဘာပေးထားလဲဝိညာဉ်တော်တကိုးအားဖြင့်လူတွေရဲ့အသက်တာတွေလူတွေရဲ့နှလုံးသားတွေကိုပြောင်းလဲပေးဖို့နှုတ်ကပတော်ကိုသုံးဟောပြောခြင်းအားဖြင့်အဲ့ဒီအခွင့်ကိုကျွန်တော်တို့ပေးထားတယ်တပည့်တော်ပေတရုကိုခရစ်တော်ကဓာတ်ကိုတော်၎င်းတဲ့ဓာတ်အဖြစ်တော်၎င်းသတ်ပိုက်ခွင့်ကိုမပေးဘူးတဲ့ဟုတ်ခုနကျွန်တော်တို့အဲ့ဒီပုံမြင်လေးဒေသရှင်မှာဥယျာဉ်တွေကနေနော်ထွက်လာတဲ့အခါမှာဆိုလို့ရှိရင်ယူဒရှကာယုတ်ကရောက်လာဟုတ်လားသူ့ရဲ့လူအုပ်တွေနဲ့ရောက်လာတဲ့အခါမှာဘယ်သူလာဖမ်းဖို့လဲဆိုတော့ခရစ်တော်ဖမ်းဖို့ခရစ်တော်လာတော့ဖမ်းဖို့လက်ခါမှာဆိုလို့ရှိရင်ပေတရုဘာလုပ်လဲပေတရုဓာတ်ထုတ်ပြီးတော့ခုတ်တော့လားတကယ်တော့သူခုတ်တာကခေါင်းတက်ခုတ်တာနော်ဟိုလူကအရှောင်ကောင်းလိုက်လို့နေရွက်ပဲထိသွားတာဒါနဲ့ခရစ်တော်ကပေတရုမောင်မင်းမင်းတော်တယ်နိုင်ငံတော်ကိုဒါမျိုးပဲကာကွယ်ရမယ်လို့သွန်သင်လားမသွန်သင်ဘူးဘာလို့သွန်သင်လဲဓာတ်ကိုသူ့နေရာသူပြန်ထားပါသူ့နေရာသူပြန်ထားပေတရုကိုသခင်ခရစ်တော်ဘာဓာတ်ကိုပေးထားလဲနှုတ်ကပတော်ဆိုတဲ့ဓာတ်ကိုပေးထားတာကိုယ်နဲ့ဆိုင်တဲ့ဓာတ်ကိုပဲကိုယ်ကင်မှာနော်ဒါကြောင့်မလို့
ဒါအဖြစ်သတ်ပိုင်ခွင့်ကို၎င်းမပေးဘဲခိုင်မာတဲ့ယုံကြည်ခြင်းအဖြစ်နှလုံးသားတကားတွေကိုဖွင့်နိုင်မဲ့သော့ကိုပေတရုကိုပေးခဲ့တယ်။နှုတ်ကပတော်ဆိုတဲ့ဓာတ်ကနှလုံးသားတွေကိုဖွင့်နိုင်တဲ့သော့ဖြစ်တယ်။အဲ့ဒါကိုသခင်ခရစ်တော်ကပေးခဲ့တာ။ဂျွန်ဟာစကောင်းကောင်းပြန်ပြောပြတယ်နော်။အသင်းတော်မှာစီရင်ပိုင်ခွင့်ဆိုတာမရှိဘူးတဲ့။ဒါကြောင့်မလို့ဒီကနေ့ဂျွန်ဟာကပြောလဲဆိုတော့စီဇာလို့ပြောတဲ့ခါဘာပြန်သတိရမလားခရစ်တော်ကိုစီရင်တာမလဲခရစ်တော်ကိုစီရင်တော့မယ်လေပိလမင်းလားဟုတ်လားပိလမင်းကိုသတိရမှာတနေ့ကျရင်အဲ့ဒီကုန်းပေါ်ကသားရဲကလည်းပိလမင်းနေရာရောက်လာလိမ့်မယ်နော်အခုဂျွန်ဟာဆိုစီရင်တာကလည်းပဲအဲ့ဒီပိလမင်းနေရာမှာပဲဒါကြောင့်လို့သူဘယ်လိုပြောလဲဆိုတော့စီဇာတဲ့အဲ့ဒီလောက်ရတွေကိုရှောင်ပါတဲ့အဲ့လောက်ရတွေကိုရှောင်ပါတဲ့စီဇာကိုဆိုလို့ရှိရင်စီဇာကိုဘုရားသခင်ကဘာကိုအခွင့်ပေးတာလဲဆိုတော့ဘုရားသခင်အစီကိုခံဖို့ဒီဓာတ်နဲ့လက်ကိုရောသုံးပြီးတော့ဖျားဖြစ်ချင်လို့မရဘူးနော်စီဇာကသူ့အလုပ်သူလုပ်အောင်ပညာတော်6ခုကိုဆိုလို့ရှိရင်တရားဥပဒေစိုးမိုးအောင်သူ့ကိုအစီခံဖို့ဘုရားသခင်ခံထားတာသူလောကမှာသူဖျားဖြစ်ချင်လို့မရဘူးအခွင့်မပေးထားဘူးဘုရားသခင်နော်ဒါကြောင့်မို့စီဇာတဲ့အဲ့ဒီလောက်ရတယ်ကိုရှောင်ပါတဲ့မိမိနာမည်ကိုသွေးနဲ့မရေးပါနဲ့တဲ့ဒါပေမဲ့စီဇာကမကြားတော့ဘူးတဲ့စီဇာနားပင်းသွားတယ်ဘာအဖြစ်လဲဖုံးတော်ကြီးတွေဘာသာရေးနဲ့နိုင်ငံရေးပေါင်းထားတဲ့သူတွေကဆိုလို့ရှိရင်သာသနာပိုင်ကြီးတွေကသူ့နဲ့နားကိုပင်းစေတယ်ကလောင်ကိုင်းပြီးတော့သူ့နာမည်ကိုသွေးနဲ့ရေးနေတဲ့အချိန်မှာပဲဖုံးတော်ကြီးတွေနဲ့ဂိုင်းချုပ်ကြီးတွေကသူ့ကိုဘာဖြစ်လဲသူ့လက်မထိုးရတော့မယ်လက်မထိုးပြီးတော့ဘာဖြစ်လဲကလောင်ကိုင်းပြီးတော့လက်မထိုးရတော့မှာဘာအတွက်လဲအမိတ်ချမရတော့မဟုတ်လားအမိတ်ချမရတော့မယ်အချိန်မှာတဲ့ဖုံးတော်ကြီးတွေနဲ့ဂိုင်းချုပ်ကြီးတာဘာလုပ်လဲအဲ့ဒီစီဇာရဲ့ဝတ်လုံကိုနမ်းကြတယ်ဝတ်လုံကိုနမ်းကြတယ်တဘောကလောကကစီဇာတွေဟာဆိုလို့ရှိရင်ဖုံးတော်ကြီးတွေနဲ့ဂိုင်းချုပ်ကြီးတွေရဲ့အလိုအကျကိုလှုပ်ရတော့မှာဘေးချနံကြဖြစ်နေတယ်ခရစ်တော်အချိန်တို့ကလည်းပဲကဲတာဘယင်ဘာလဲပိလမင်းကောင်းကောင်းသိတယ်သူမိမလည်းသေသေးချာသတိပေးတယ်တန်ရှင်းသူတွေရဲ့အသွေးကိုနဲ့သတိထားပါဒါပေမဲ့ယာဒူးကြောင့်နော်အာနာဆုံးရှုံးမှဆိုရင်တဲ့အတွက်ကြောင့်သူအဲ့ဒီအလုပ်လက်ခတ်လုပ်လိုက်ရတယ်တဲ့ဒါကြောင့်မလို့အဲ့ဒီအလုပ်ကိုလုပ်တဲ့အတွက်ကြောင့်သူ့ရဲ့ဝတ်လုံတွေကိုပါလဲဖုံးတော်ကြီးတွေကနမ်းကြတယ်ဒါကြောင့်အမေရိကန်သမိုင်းမှာဆိုလို့ရှိရင်ဂျွန်ဟတ်လိုမျိုးမီတင်ဂျွန်ဟတ်ကိုအပေါ်တင်လိုက်တယ်ခင်းတွေကိုစီလိုက်တယ်အသင်းတော်ကဘာလုပ်လဲဆိုတော့အသင်းတော်မှာလူသပိုင်ခွင့်မရှိဘူးခရစ်တော်အချိန်လိုပဲနော်ပါရီရှဲတို့ဇက်တူကဲဆိုတာလူသပိုင်ခွင့်မရှိဘူးဒါကလူသပိုင်ခွင့်သေတံပေးပိုင်ခွင့်ရှိတာဘာလို့လဲဟေရုမင်းကသေတံပေးပိုင်ခွင့်ရှိတယ်ဒါကြောင့်မလို့ဟေရုမင်းကအဲ့ဒီအမိတ်ဆိုင်းမထိုးဖြစ်မြောက်အောင်ဆိုလို့ရှိရင်အနောက်ကနေပြီးတော့တွန်းအားတွေပေးတယ်ဒါကြောင့်အသင်းတော်ဟာဆိုလို့ရှိရင်သူတို့လိုချင်တဲ့သူတို့ရဲ့ရည်မှန်းချက်ကိုဆိုလို့ရှိရင်အောင်မြင်သွားတယ်ဒီနေ့အမေရိကန်နိုင်ငံကအဲ့ဒီနေရာကိုပြန်ရတည်နေရမယ်တဲ့နံပါတ်2မှာဆိုလို့ရှိရင်ဥရောပရဲ့သမိုင်းကိုသူတို့သိတာတွေမကပဲနဲ့အဲ့ဒီဂျိုငယ်ရဲ့သမိုင်းကိုသိတာတွေမကပဲနဲ့နံပါတ်2မှာဆိုလို့ရှိရင်အမေရိကန်ရဲ့ဒီကိုလိုနီရဲ့သမိုင်းကိုကောင်းကောင်းသိတယ်နော်ဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးခဲ့တဲ့သူတွေဒီသမိုင်းကိုကောင်းကောင်းသိတယ်တဲ့သူတို့ဘယ်လိုသိလဲဆိုတော့ colonial period ဆိုတဲ့အဲ့ဒီမှာစာမျက်နှာစာအုပ်မှာ1609ခုကနေ1950မှာဘယ်လိုမျိုးရေးထားလဲဆိုတော့ pilgrims ဆိုတာဖျားဖူးခီးသွားတယ်ပေါ့နော်နှစ်ချင်းခရစ်ယာန်တွေစစ်မလိုလားတဲ့သူတွေဖျားမဲ့ဝါဒီတွေအားလုံးဟာဆိုလို့ရှိရင်ဘာသာရေးလွတ်လပ်ခွင့်တွေဆုံးရှုံးကြတယ်အဲ့ဒီခေတ်ကတော့ဟိုသားဖွဲ့စည်းအုပ်ချုပ်ဖို့မရှိခဲ့တဲ့အချိန်ပေါ့နော်ကိုလိုနီအချိန်တုန်းကကိုလိုနီအချိန်ဆို1900ကျော်လဲကတည်းကဟိုဥရောပမှာအဲ့ဒီဟိုပုတ်ရဟန်းမဲတော့အာနာမသိမ်းရသေးဘူးအဲ့ဒီအချိန်မှာကတည်းကစပေါ်လာတာသူတို့တွေအဲ့ဒီကတည်းကအဲ့ဒီမှာသူတို့လွတ်လပ်ခွင့်ဘာသာရေးလွတ်လပ်ခွင့်တွေဆုံးရှုံးနေရတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ပြဿနာအရင်ခံပါလဲဆိုတော့အဲ့ဒီမှာဥရောပမှာ
ဥရောပကဒီနပိုလီယန်တော်မှပုတ်ရဟန်းမင်းယူမဖမ်းရသေးတဲ့အချိန်မှာအမေရိကန်မှာဘာသွားကြီးစိုးလဲဆိုတော့ဖြူရီတန်နေတဲ့ဖြူရီတန်ဆိုတာသိလားဖြူရီတန်ဆိုတာအင်္ဂလိကန်နေနော်ကိုလိုနီကိုနယ်ချက်ရင်းနဲ့နော်ဟိုသာယရနာတွေရှာတယ်သယံဇာတတွေကိုရှာတယ်ဟင်းခအမွေးအကြိုင်တွေကိုရှာတယ်ဥရောပကိုပြန်ပို့လာတာအဲ့ဒီလိုမျိုးကိုလိုနီအချိန်မှာကတည်းကအဲ့ဒီမှာဖြူရီတန်တွေကကြီးစိုးနေတယ်ဖြူရီတန်တွေကြီးစိုးနေတဲ့အချိန်မှာတဲ့ရှေ့ဦးအခြေချတဲ့အဖွဲ့လူစုတွေအထဲမှာဆိုလို့ရှိရင်တနင်္ဂနွေဥပုသ်ကိုစောက်ရမယ်ဆိုတဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့တယ်စန်းနေလောကငကိုကလေးကရှိပြီးသားကိုလိုနီအချိန်တုန်းကစောက်ရမယ်တဲ့ကျွန်တော်တို့သိတာသိဘူးအဲ့ဒီကလေးကစန်းနေလောထုတ်ထားခဲ့တာကိုလိုနီအချိန်ကဒါထောက်ပြန်ထားတဲ့ဥပဒေကိုမလိုက်နာမစောက်တဲ့သူဟာတဲ့အရေးယူခံရမယ်အဖွဲ့ထဲကနေထောက်ပယ်ခံရတာတွေမကဘူးထောင်ကြတာတွေနောက်ဆုံးတော့သေတံအထိကိုခံနိုင်တယ်တဲ့ဒါအမေရိကန်ရဲ့သမိုင်းကိုလည်းကျွန်တော်ကြည့်ပါဦးသူဘယ်လိုနဲ့ကြီးထွားလာလဲဆိုတာဒါတော့ကြောက်မလို့ဒီမှာလို့ရှိရင်ဓာတ်ဆက်တွေဟိုသာတရုတ်ကားတွေကဗာလဲကြံကြောင်းရဲ့ဓာတ်ဆက်တွေဗာလဲဟုတ်ကလေးကရှိထားတာနော်ဟုတ်ကလေးကရှိထားတာဒါကြောင့်လို့သူတို့ရဲ့ဥပဒေကိုနားမထောင်တဲ့သူတွေကိုအဲ့လိုပဲညင်ပန်းနှိပ်စက်တယ်သေတံပေးတယ်ဒီမှာအဲ့ဒီထဲမှာဆိုလို့ရှိရင်စစ်ကိုမလိုလားတဲ့သူတွေခွေကာဆိုတာကျွန်တော်တို့သိရှိတယ်ကျွန်တော်တို့သိတာကတော့ခွေကာအုပ်လို့ပဲသိရနော်ခွေကာအုပ်ဆိုတာဘယ်လားခွေကာအုပ်အဲ့ဒီခွေကာကိုမြင်တော့ခွေကာအုပ်တရားခွေကာဆိုတာကရိုးသားဝတ်ဆင်ကြတာကျွန်တော်ထင်တာ Mrs. White တို့ဘာလို့တော့မအဲ့ဒီခွေကာအမျိုးပဲလားမသိနော်သူတို့ကဘာလဲအုတ်ထုတ်တွေနဲ့တေးချာအဝတ်တွေကိုလုံချုံသူတို့ကစစ်ကိုလုံးဝမလိုလားဘူးငြိမ်းချမ်းပဲအေးဆေးပဲနော်သူတို့တရားဆိုလို့ချင်းအကြမ်းဖက်မှုကိုစန့်ကျင်တယ်ဘာသာရေးထောင်းနှန်းစင်တာတွေကိုလည်းပဲမလိုက်လျှောက်ဘူးတဲ့ရိုးရှင်းပဲဝတ်စားဆင်ကြတယ်ဖခင်အရှိမသူတို့ဘာလို့ယုံကြည်လဲဆိုတော့ကြားမှဒန်းတူအခွင့်အရေးရှိတယ်ဆိုတာသူတို့ယုံကြည်တယ်အကြမ်းမဖက်တဲ့ဘာသာရေးလွတ်လပ်ခွင့်ကိုသူတို့ကတန်ဖိုးထားတယ်ဘယ်ဘာသာလာသူတို့လက်ခံတယ်နော်ငြိမ်းချမ်းစွာနေထိုင်တယ်ခရစ်ယာန်အများစုကအံ့အားသင့်ရတဲ့သူတို့ရဲ့ဘဝဟန်ပန်ကခရစ်ယာန်ဒီကတော့မှအံ့အားသင့်ရတာနော်အဝတ်တွေကိုလုံချုံဝတ်တယ်သူတို့ရဲ့ယုံကြည်မှုခံယူချက်ကြောင့်သူတို့ဟာဆိုလို့ရှိရင်ညင်ပန်းနှိပ်စက်ခြင်းခံရတယ်တဲ့ဖြူရီတန်တွေရောက်လာတဲ့အခါမှာတနင်္ဂနွေမှာဥပုသ်ဆောင်အဲ့ဒီဥပဒေကိုမလိုက်နာဘူးဆိုလို့ရှိရင်ခွေကာဖတ်မခွေကာတယောက်ကပြန်လာအဲ့ဒီတနင်္ဂနွေနေ့မှာပြန်ဝင်လာမိတယ်မြို့ထဲကိုဝင်လာမိတဲ့ကြောင့်ဖတ်မအကျိန်နေတယ်သူတို့ဘာလုပ်လဲဆိုတော့နေရွက်တစ်ဖက်ဖြတ်လိုက်တယ်သဘောဒီကောင်နေရွက်တစ်ဖက်ဖြတ်ထားပြီဆိုတော့လူတိုင်းသိနားလဲတယ်ဒီကောင်တော့ဟိုသာပညာတော်ချိုးဖောက်ပြီတနင်္ဂနွေမှာဥမဆောက်ဘူးအလုပ်လုပ်တယ်ဒီကောင်ဒါရောက်အဲ့ဒါမျိုးကနားမထောင်ဘူးနောက်တစ်ခါဆက်ပြီးတော့ကျူးလွန်တယ်ဆိုလို့ရှိရင်နောက်တစ်ဖက်ကိုထပ်ဖြတ်လိုက်ပြန်သဘောကဒီကောင်နေရွက်နှစ်ဖက်မရှိဘူးဆိုတာဘာကိုဖော်ပြလဲဆိုတော့ဒီခွေကာကတကယ့်ကိုနားမရှိတဲ့လူပဲနောက်တတရားတစ်ခေါက်အဲ့ဒီဥပဒေကိုစန်းနေလောကိုသူချိုးဖောက်မယ်ဆိုလို့ရှိရင်သူ့ကိုသေတံပေးလိုက်တယ်နေရွက်လည်းမရှိတော့ဘူးထပ်ဖြတ်စရာနော်ဒါသေတံပေးလိုက်တယ်အဲ့ဒါမျိုးအခြေအနေတွေကျွန်တော်သိတာအမေရိကန်အခြေအနေနော်ဒါဒီမှာဆိုလို့ရှိရင်Baptist ကတရားဟောဆရာဖြစ်တဲ့ Roger Williams ဆိုလို့ရှိရင်ဘာသာရေးလွတ်လပ်ခွင့်အကြောင်းဟောပြီးတော့သူ့မှာဆိုလို့ရှိရင်နေကြမရှိလူများတွေသိလက်မခံခြင်းဒါသူ့ကိုဆိုလို့ရှိရင်နေနာနဲ့ပေးတယ်တဲ့ဒါသူ့ဟာဆိုလို့ရှိရင်ဘယ်မှာပြည်နေတတ်ထောင်လဲဆိုတော့ Rhode Island ကို Roger Williams ကသင်းအုပ်ဆရာလုပ်နေတဲ့အချိန်မှာတဲ့အသင်းတော်နဲ့နိုင်ငံရေးဟာခွဲခြားဖို့လိုတယ်ဆိုတော့သူအဲ့ဒီတရားကိုသူဟောတာဘာသာရေးနဲ့နိုင်ငံရေးကရောပြီးတော့အုပ်ချုပ်လို့မရဘူးအဲ့ဒီတရားကိုဟောတယ်အဲ့တော့အတိုင်းပဲသွန်သင်ခဲ့တယ်အမှန်တကယ်လဲခွဲခြားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ကိုယ်တိုင်ကအဲ့ဒါမျိုးကိုသွန်သင်ခဲ့တာတဲ့ခရစ်တော်ကိုယ်တိုင်ကကောင်းကင်နိုင်ငံနဲ့နော်စီဇာရဲ့အာဏာကိုဆိုလို့ရှိရင်ခရစ်တော်ကိုယ်တိုင်အတိအမှပြုခဲ့တာနော်ခရစ်တော်ကိုယ်တိုင်အတိအမှပြုခဲ့တယ်တဲ့ဒါကြောင့်ရောဂျာဝီလျံဆိုလို့ရှိရင်လူအသီးသီးတို့ဟာမိမိတို့ရရှိထားတဲ့အလင်းတရားအတိုင်းဖျားသခင်ကိုလွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်းအတိအမှပြုတဲ့အနေနဲ့တဲ့သူဟာဆိုလို့ရှိရင်ခေတ်သစ်ရဲ့ဖတ်တမပြည်နယ်အတွက်ကိုသူအုံမြင့်ချခဲ့တယ်အဲ့ဒီပြည်နယ်ကတော့ Rhode Island လို့ခေါ်တာနော်
အမေရိကန်မှာဒါဖတ်တမအောင်ဆုံးပဲဘာသာရေးနဲ့နိုင်ငံရေးလုံးဝခွဲခြားပြီးတော့အုပ်ချုပ်တဲ့ပြည်နယ်ဒီ Roger Williams ကဆိုလို့ရှိရင်အုပ်ချုပ်ခဲ့တယ်ဒါကြောင့်မလို့တမိုင်းထဲမှာကျွန်တော်တို့ကြည့်ဂျူးလူမျိုးတွေကယောမနဲ့မတရားသောမိထုံကိုပြုတယ်တဲ့ယောမရဲ့ဖေရုမင်းရဲ့အာဏာကိုဆိုလို့ရှိရင်လက်ပပြီးတော့လှုပ်ချင်းနော်ဘယ်လိုပြောမလဲသူလက်ပပြီးတော့အဲ့ဒီဆိုင်းမထိုးဖြစ်အောင်လှုပ်ချင်းအားဖြင့်ဘယ်သူဒုက္ခပေးသွားလဲဆိုတော့ခရစ်တော်ဒုက္ခပေးသွားတာနော်တကယ်တော့ခရစ်တော်ဟာဆိုလို့ရှိရင်ခိုးမှုလည်းမရှိဘူးလူသားမှုလည်းမရှိဘူးသူများဥစ္စာပြစ်မှားတာလည်းမရှိဘူးတဘောကဒုတိယပညာတော်ဖြစ်တဲ့ဒုတိယကြောက်ပြားမှာပါတဲ့ပညာ6ချက်နဲ့အပြည့်လုံးဝမရှိဘူးသူတို့အပြစ်ရှာလို့တွေ့တယ်ဆိုတာကဘာလဲဆိုတော့ပထမကြောက်ပြားမှာပါတဲ့ဝတ်ပြုကိုးဝယ်ခြင်းနဲ့ဆိုင်တဲ့အရာကသူတို့လက်မခံချင်တာပဲရှိတာဒါသူတို့မှလည်းလူသားခွင့်မရှိဘူးနော်ဒါကြောင့်မလို့ထောင်ချနိုင်တယ်သေဒဏ်ပေးပိုင်တဲ့ဒီဟီရိုမင်းကိုဆိုလို့ရှိရင်သူတို့အကြက်ကင်တယ်တော့ခရစ်တော်ဆိုလို့ရှိရင်ဘယ်တရားရုံးကစီရင်လဲဆိုတော့ဘာသာရေးတရားရုံးကပဲစီရင်တာဘာသာရေးတရားရုံးကစီရင်ပြီးတော့ဘာသာရေးတရားရုံးမှာဆိုလို့ရှိရင်သေဒဏ်ပေးဖို့လည်းမရပြန်ဘူးဒါကဘာလို့လဲနိုင်ငံတော်တရားရုံးကိုပို့ရတယ်ပြီးတော့မှလူထုအုံကြွမှုတွေလှုပ်ပြီးတော့ပိလမင်းကဆိုလို့ရှိရင်နေလို့မရတော့ဘူးတဲ့လူထုရဲ့အလိုကိုမှမလိုက်ဘူးဆိုလို့ရှိရင်ဒါဒီပိလမင်းဟာစီဇာရဲ့မိတ်ဆွေမဟုတ်တော့ဘူးရန်သူပဲပြည်သူရဲ့ရန်သူပဲဆိုတော့စီဇာကယာတုပြုတ်တော့မှာဒါကြောင့်လို့စီဇာဆိုလို့ရှိရင်အဲ့ဒါကိုကြောက်ပြီးတော့ဆိုင်းထိုးလိုက်တယ်နော်ဒါတော့ဒီနေ့ကျွန်တော်တို့ကြည့်တဲ့အခါမှာဆိုလို့ရှိရင်နံပါတ်3ပါဆိုလို့ရှိရင်အမေရိကန်ပြဖွဲ့စည်းအုပ်ချုပ်ပုံကိုရေးခဲ့တဲ့သူတွေဟာအလယ်ခေတ်ကဂျိုငယ်ရဲ့သမိုင်းကိုကောင်းကောင်းသိတယ်အမေရိကန်ရဲ့သမိုင်းကိုကောင်းကောင်းသိတာတွေမကပဲနောက်တစ်ချက်ကသူတို့ရဲ့ကျမ်းစာကိုကောင်းကောင်းသိတယ်ကျမ်းစာထဲမှာသခင်ခရစ်တော်တည်ထောင်ခဲ့တာနိုင်ငံဘယ်နိုင်ငံဘယ်လိုခွဲခြားထားလဲဆိုတာကောင်းကောင်းသိတယ်တဲ့ဒါကြောင့်မလို့သူတို့သိတဲ့အတွက်ကြောင့်သူတို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာဆိုလို့ရှိရင် the declarations by the United States of America နော်အဲ့မှာဘာကိုပြောထားလဲဆိုတော့1986ခုနှစ်မှာအမေရိကန်ရဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာကွန်ဂရက်ဟာတဲ့ဘာသာရေးတည်ဆောက်မှုကိုအားမပေးရဘူး။သူကနိုင်ငံရေးကဘာသာရေးနဲ့လုံးဝမပတ်သက်ရဘူး။နော်။ဘယ်ဖះเจ้าကိုသွားပြီးတော့အုပ်မြစ်ချတယ်ဘယ်နိုင်ငံတော်ကလောက်ရမယ်အလုပ်မဟုတ်ဘူး။နိုင်ငံရေးသမားတွေလောက်ရမယ်အလုပ်မဟုတ်ဘူး။နော်။ဘာသာရေးယုံကြည်ချက်ကိုလွတ်လပ်စွာကျင့်သုံးရန်တားမြစ်တဲ့ဘယ်ဥပဒေမှပြဋ္ဌာန်းခွင့်မရှိဘူးတဲ့။မပြဋ္ဌာန်းရဘူးတဲ့။ဒါအမေရိကန်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာလူသားနဲ့ဘုရားသခင်အကြားမှာဆက်နွယ်တဲ့အော်တာပါစိတ်ဆိုင်ရာအခွင့်အရေးတွေကိုသာဝရစီးမြင်များမှာကွန်ဂရက်မှာဥပဒေပြုလို့ရန်လက်လန်းမမီတဲ့အရာဖြစ်တယ်။တဘောကဘုရားသခင်နဲ့ဆိုင်တဲ့အရာကိုကျွန်တော်လူသားတွေလုပ်ပိုင်ခွင့်မရှိဘူး။ဘုရားသခင်ပဲစီရင်ပိုင်ခွင့်ရှိတယ်နော်။ဒါကြောင့်ဒီလွတ်လပ်ဘုရားသခင်ကတော့ကျွန်တော်တို့ကိုလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကိုငကိုကလေးကပေးထားရသားနဲ့ကျွန်တော်လူသားတွေအချင်းချင်းမှာဆိုလို့ရှိရင်ဒါကိုကိုးကွယ်မတောင်းဒါလုပ်လို့မရဘူးတဲ့ဘုရားသခင်ကဒါမွေးရပါဟိုးအာဒံနဲ့အေဝါကိုဖန်ဆင်းကြတဲ့ကိုကလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ပေးထားတယ်နော်အာဒံနဲ့အေဝါကမာယွင်းစွာကိုးကွယ်မိလို့ဒုက္ခရောက်တာအဲ့ဒါပဲသူကိုယ်တိုင်ရွေးချယ်ရတာနော်ဒါကြောင့်ဘာသာရေးလွတ်လပ်ခွင့်ဆိုတာမွေးရပါအခွင့်အရေးလူဟာဆိုလို့ရှိရင်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုတာဖော်ပြထားတာဒါကြောင့်ဂျိမ်းမက်ဒီဆန်တို့အချိန်မှာဆိုလို့ရှိရင်ဒါတွေကိုဆိုလို့ရှိရင်သေသေးချာချာပြောလာခဲ့တယ်နော်အမေရိကန်ရဲ့အမရတွေအဆက်ဆက်မှာဒါတွေလုပ်ခဲ့တယ်သောမတ်ဂျေဖာဆန်ကလည်းဒါ1802ခုနှစ်မှာသူကအဲ့ဒီ Danbury Baptist Association မှာသူဘာပြောလဲဆိုတော့ဒီအတွေးခေါ်တွေသူထည့်ပေးလိုက်တယ်နော်ဒီ metaphor လေးလုံးဝပေါင်းစလို့မရဘူးဒါကြောင့်မလို့အမေရိကန်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံမှာနိုင်ငံရေးမှာဘယင်ဆိုတာမရှိရဘူးတဲ့ဘာသာရေးမှာပုတ်ဟမ်းမင်းဆိုတာမရှိရဘူးနော်အဲ့တော့အာနာစူပါပါဝါဆိုတာမရှိရဘူးအဲ့ဒါမျိုးတွေဖြစ်ဒါအမေရိကန်မှာဒီလောက်တော့မှကောင်းတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံရှိရသားနဲ့ဘယ်လိုလုပ်ပြီးနိုင်ငံရေးနဲ့ဘာသာရေးကပေါင်းစည်းဖြစ်မှာလဲလို့ကျွန်တော်တို့တွေးကောင်းတွေးလိုက်မယ်နော်မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ထင်ကောင်းထင်လိမ့်မယ်။ဟိုကျမ်းစာထဲမှာပြောလဲဆိုတော့
အခြားသောသားရဲတစ်ကောင်ကိုငါမြင်ရတယ်သူဟာမြေကြီးတက်ကထွက်လာတယ်အမေရိကန်နိုင်ငံပြောတာသူ့မှာသိုးဂျိုနဲ့တူသောဥဂျိုနဲ့ချောင်းရှိတယ်တဲ့သိုးဂျိုနဲ့တူတယ်ဒါပေမဲ့သူကငကားလို့စကားပြောလိုက်မယ်ကျွန်တော်ပြောခဲ့ပြီဒီပါဝါကိုမြင့်ပြန်ဖြတ်မှာဒီဓာတ်နှစ်လက်ကိုတော့ခွဲခြားရမယ်ဒီခုနပြောသလိုဒီဓာတ်နှစ်လက်ကိုဆိုလို့ရှိရင်နပိုလီယန်ကခွဲလိုက်တာနပိုလီယန်ခွဲလိုက်တာကိုဘယ်သူကပြန်တော့ပေါင်းမလဲဒီသားရဲကပြန်ပေါင်းပေးလိုက်မယ်သဘောကဒဏ်ရာပျောက်သွားလိမ့်မယ်ဒါဘာသာရေးနိုင်ငံရေးရဆိုလို့ရှိရင်ဒီ papacy ရဲ့ဒီစနစ်ရဲ့လက်အောက်ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒါကသူ့ရဲ့ရရှိတဲ့ဒဏ်ရာကပျောက်သွားပြီဆိုတော့ကျွန်တော်တို့နားလည်ရမယ်တဲ့အဲ့ဒီဒဏ်ရာကြောင့်နော်သခင်ခရစ်တော်ကလည်းအဲ့ဒီဓာတ်နဲ့လက်ပေါင်းမိတဲ့အတွက်ကြောင့်အဲ့ဒီအာနာနှစ်ခုကပေါင်းမိတဲ့အတွက်ကြောင့် short ဖြစ်သွားတာနော် short ဖြစ်တယ်ဆိုတော့ဖိုနဲ့အမနဲ့ဓာတ်ပေါင်းလိုက်လို့ရှိရင် short ဖြစ်တာဒါကကျွန်တော်တို့အဲ့ဒါကိုမပေါင်းရဘူးတဲ့တေးသေးချာပြောရမှာဒါရက်ွက်အထက်အထိကိုပြောရမှာကျွန်တော်တို့မပြောရင်ကျွန်တော်တို့တာဝန်ပဲနားလည်အောင်ပြောရမှာဒါကဘုရားသခင်ငကိုကလေးကတမန်တရားနဲ့ကျွန်တော်တို့တေးသေးချာဖွင့်ဟထားတာဖြစ်တယ်ကျမ်းစာတွေကတော့ဒီအတိုင်းဖြစ်လာရမယ်ဆိုတာမပြောထားဘူးဘုရားသခင်ကြိုမြင်ထားတာနော်အမေရိကန်ကဒါမျိုးပဲသွားမယ်ဆိုတာမပြောထားဘူးဒါပေမဲ့အမေရိကန်ဘယ်လိုဖြစ်လာမလဲဆိုတာဘုရားသခင်ကြိုမြင်ထားပြီးသားပဲဒါကြောင့် prophecy ထဲမှာဆိုလို့ရှိရင်ရှေ့မှာဘာဖြစ်မလဲဆိုတာဘုရားသခင်ကောင်းကောင်းသိတယ်ဘုရားသခင်ကောင်းကောင်းသိတယ်နော်ဒါတော့နောက်ဆုံးသောကာလမှာကျွန်တော်တို့ဆုတောင်းပါတယ်ဘာဖြစ်လဲဆိုတော့တေချာဆုံးဖြတ်ချက်ချပါအဲ့ဒီအာဏာနှစ်ခုပေါင်းလိုက်မှကျွန်တော်ပြင်ဆင်လို့မရတော့ဘူးကျွန်တော်အခုကတည်းကပြင်ဆင်ရမှာအခုကတည်းကကျွန်တော်တို့ရဲ့အော်တာပါစိတ်ရဲ့အောက်မှာကျွန်တော်တို့ဘာကိုခံယူမလဲဘုရားသခင်ကသူ့ရဲ့ပညာကိုသူရေးသွင်းပေးတာကိုကျွန်တော်တို့ခံယူမှာလားဒါမှမဟုတ်နေ့စဉ်ကျွန်တော်တို့မြင်နေရတဲ့ပတ်ဝန်းကျင်ကထောင်းနှန်းစင်လာကိုပဲကျွန်တော်တို့ခံယူမှာလားနော်အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့အော်တာပါစိတ်ကဆုံးဖြတ်ချက်ချရတော့မယ်ဒါကျွန်တော်တို့ရဲ့အော်တာပါစိတ်ဆိုတာအမားနဲ့အမှန်ကိုပဲခွဲပေးတာနော်ထုံနှန်းစင်လာအတိုင်းပဲဆက်သွားမယ်ဆိုလို့ရှိရင်တော့အလူများလှုပ်တာပဲဟိုလူတွေလည်းသွားတာပဲမှန်တာပဲဆိုတော့သွားပါသွားတော့အော်တာပါစိတ်နော်ဒါကြောင့်လို့နှုတ်ကပတော်သည်ပညာတော်သည်ဘုရားသခင်ကျွန်တော်တို့နှလုံးသားထဲမှာရေးသားပေးမယ်တဲ့ဒါကျွန်တော်တို့ဘုရားသခင်ရေးပေးတဲ့ပညာတော်သည်ကျွန်တော်တို့ရဲ့စိတ်ရဲ့တွေးခေါ်မှုစိတ်ရဲ့ခံစားချက်အားလုံးရဲ့အထဲမှာပြည့်နေနေဖို့လိုတယ်အဲ့ဒါကိုဘာခေါ်လဲဆိုတော့ဘုရားသခင်ကတစိတ်ခတယ်နော်ဘုရားသခင်တစိတ်ခတယ်တစိတ်ဆိုတာဟို chip တွေဟိုဒါအဲ့ဒါတွေမဟုတ်ဘူးဘားကုတ်တွေမဟုတ်ဘူးဘုရားသခင်ကသူ့ရဲ့ပညာတော်ကိုကျွန်တော်တို့ရဲ့နှလုံးသားထဲကိုထည့်ပေးတယ်နှစ်ဖူးလို့ပြောတဲ့အခါမှာနှစ်ဖူးမှာတစိတ်ခလည်းဘာထူးလဲအပြင်အလုတ်မဟုတ်ပြောတာမဟုတ်နော်နှစ်ဖူးအောက်မှာဘာရှိလဲဆိုတော့အုံနောက်ရှိတယ်အုံနောက်ဆိုလို့ရှိရင် mind ရဲ့အခြေခံပဲအဲ့ mind ဆိုတာဘာလဲစိတ်ရဲ့ခံစားချက်တွေစိတ်ရဲ့ထင်မြင်ယူဆချက်တွေစိတ်ရဲ့နော်စိတ်ရဲ့တွန်းပို့မှုတွေစိတ်ရဲ့လှုပ်ရှားမှုအားလုံးတွေးခေါ်မျှော်မြင်မှုအားလုံးကိုဆိုလို့ရှိရင်ကျွန်တော်တို့ကိုအော်တာပါစိတ်ကကျွန်တော်တို့ကိုအမားအမှန်ခွဲပေးတာဒါကြောင့်မို့အဲ့ဒီအမားအမှန်ကိုဆိုလို့ရှိရင်ခွဲခြားသိမြင်နိုင်ဖို့ဘုရားသခင်ရဲ့တရားတော်ကရှိနေရမယ်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့အော်တာပါစိတ်ကလှုပ်အောင်ဆုံးဖြတ်ချက်ချရမှာတွားရမှာနော်အော်တာပါစိတ်ကတော့ဆုံးဖြတ်ချက်ချမှာပဲဒါမှမဟုတ်ဘာအတိုင်းချမလဲဆိုတော့ထုံနှန်းစင်လာပဲသူချမှာလားဒါမှမဟုတ်ဘုရားသခင်တရားတော်အရာသူချမှာလားဆိုတာအဲ့ဒါကျွန်တော်တို့ဒီကနေ့တေးသေးချာချာကျွန်တော်နားလည်ဖို့လိုတယ်တနေ့ကျရင်ဝတ်ပြုကိုးကွယ်မှုပါအမှန်တမ်းအရေးကြီးတယ်ကျွန်တော်တို့ဘယ်သူကိုကိုးကွယ်မလဲဂျွန်ဟတ်လိုပဲရဲကြီးကျမ်းစာလာဒီကဆိုတာအတိုင်းကျွန်တော်တို့ဝတ်ပြုကိုးကွယ်ဖို့လိုတယ်တဲ့ဒါကနောင်လာမဲ့ချိန်မှာဆိုလို့ရှိရင် the image of the beast သားရဲ့ပုံစံရုပ်သွင်းအမေရိကန်ကသားရဲ့ရုပ်ထု image ကိုပြန်တိဆောက်မယ်တဲ့သူတိဆောက်တဲ့ image ကဘာ image လဲဆိုတော့နှစ်ပေါင်း1260အုပ်စိုးခဲ့တဲ့အဲ့ဒီ image ပဲအဲ့ဒါကိုအမေရိကန်ကပြန်တိဆောက်မယ်တဲ့ဒါကြောင့်အမေရိကန်ဘယ်လိုတိဆောက်မလဲဆိုတာကိုကျွန်တော်တို့နောက်တစ်ပတ်မှာကျွန်တော်တို့လေ့လာကြအောင်နော်အပြန်ပဲကျေးဇူးတင်ခဏလေးဥညွှတ်လို့ဆုတောင်းအောင်အထက်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ဤဖာကိုရောနှုတ်ကပတော်အားဖြင့်ကျွန်တော်တို့အားအတန်တန်သတိပေးပါ၏ဖ
ကျွန်တော်တို့ဒီအမှုမဲ့အသက်ရှင်တော်သူများမဟုတ်ပဲနှုတ်ကပတော်အတိုင်းနှုတ်ကပတော်ဤအလင်းပေးမှုအရာသွားလာလှုပ်ရှားပြီးဆုံးဖြတ်ချက်များကိုချတော်သူများဖြစ်ပေါ်မှားစားတော်မှာထုံနှန်းစင်လာဤနောက်သို့မလိုက်မပါမိဖို့ရကျွန်တော်တို့ကိုလည်းကူညီမှားစားတော်မှာဗျာထုံနှန်းစင်လာအတိုင်းကျွန်တော်တို့အသက်ရှင်ခြင်းဤအန္တရာယ်သည်ဘုရားသခင်အမျက်တော်ဖလားကိုကျွန်တော်တို့တောက်အောင်မိအပြစ်ဒဏ်ဖြစ်ပါ၏ထို့ကြောင့်ကိုယ်တော်၏အမျက်တော်ကိုကျွန်တော်တို့ကိုယ်တိုင်တောက်ရခြင်းမှာကျွန်တော်တို့လွတ်မြောက်နိုင်သောနီလန်းကိုလည်းပဲကိုယ်တော်ပေးထားပြီးဖြစ်ပါ၏ထို့ကြောင့်ကျွန်တော်တို့၏နှုတ်ကပတော်ကိုကောင်းကောင်းသိ၍ကိုယ်တော်၏နောက်သို့စိတ်နှလုံးအကျွင့်မဲ့လိုက်ရသောသူများဖြစ်ပေါ်မှားစားတော်မူမှာခရစ်တော်ရဲ့နာမတော်အမိပြုဆုတောင်းပါ၏အဖာအာမင်